လူဖြစ်ကျိုးနှပ်ပါစေဘုန်းကြီးတို့တွေလူဘဝရထားကြအားလုံးလည်းကြားဥကြတယ်မနုဿတ္တဘာဝဒုံလဘောလူဘဝဆိုတာရခဲ့တယ်ရခဲ့တဲ့လူဘဝကိုအခုရထားကြပြီဘာလို့ကြမလဲလူတွေကပြောကြတယ်စီဝါဥစ္စာလေးတိုးတက်လို့ကျမ်းမာလို့ခေတ်ချင်းနေကောင်းလို့ပျော်ရွှင်နေထိုင်ကြလို့ရှိရင်လူတွေကလူဖြစ်ကျိုးနှပ်လိုက်တာလည်းပြောကြတကယ်လူဖြစ်ကျိုးနှပ်တယ်ဆိုတာဘယ်လိုဟာမှလူဖြစ်ကျိုးနှပ်တယ်လို့ပြောရမလဲလူဘဝကြီးရခဲ့တယ်မနုဿတ္တဘောသုံးဘောဘုရားဟောကြားထားတဲ့တရားတော်ကိုကြားနေရတဲ့မြန်မာလူမျိုးတိုင်းဟာလူဘဝရခဲ့တယ်ဆိုတာကိုကြားဖို့နေကြဒီစကားနဲ့ပတ်သက်ပြီးတော့တချို့ကလည်းပဲတန်တရားဝင်ကြတယ်။ဘာဖြစ်လို့လဲဆိုဒီကနေ့ကမ္ဘာလူဦးရေကတိုးနေတာများနေတာ။တိုးနေတာများတော့လူဘဝရခဲ့တယ်ဆိုတာဟုတ်မှဟုတ်ပါမလားလို့အတွေးချော်မိတတ်တယ်နော်။ကမ္ဘာလူဦးရေဒီနေ့တန်ပေါင်း900ကျော်သွားပြီ။တွက်တဲ့လူတွေကလည်းတွက်တယ်ကဘာကြီးမှာကျွေးနိုင်တဲ့လူဦးရေဘယ်လောက်ပဲရှိတယ်သန်းပေါင်း9000ကျော်သွားလို့သန်းပေါင်း1000တော့ရောက်သွားရင်လူတွေဟာငတ်ကုန်လိမ့်မယ်လို့ဒီလိုတွက်တဲ့လူတွေလည်းတွက်တယ်တွက်ပြီးတဲ့အခါကျတွက်ရုံနဲ့မကဘူးတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်သူတို့အင်္ဂလိပ်လိုတော့ family planning လို့ခေါ်တယ်သာသမီလျှော့ပြီးတော့ယူကြတယ်တစ်ယောက်ပဲယူမယ်နှစ်ယောက်ပဲယူမယ်အဲ့ဒီသဘောကဘာကိုပြောနေတာတော့ဆိုကျန်တဲ့လူတွေလူဘဝလာခွင့်မပြုဘူးလို့ပိတ်ချတာလည်းမတူဘူးလားဆိုးလိုက်တာနော်လူဘဝဆိုတာရခဲ့ပါတယ်ဆိုလို့လာခြင်းတဲ့လူတောင်မှမလာရအောင်စီမံကိန်းနဲ့ပိတ်ဆို့နေတာမျိုးဖြစ်နေဘူးလားရှိလားလာခြင်းတဲ့လူတွေလာပါသေးလူဘဝဆိုတာအလွန်ရခဲ့ပါတယ်ဘုရားရှင်စာကဟောတယ်လူဘဝဆိုတာအယုံအလွန်ရခဲ့တယ်ဆိုရယ်မှန်တယ်ဘလောက်ပဲလူကြီးတိုးတိရစ္ဆာန်ဥယျာဉ်နဲ့နှိုင်းစာကြည့်မယ်ဆိုလို့ရှိရင်တိုင်းတာလို့မရလောက်မကွာခြားဘူးလားကွာခြားတယ်ကိုယ်အိမ်မှာရှိတဲ့တိရစ္ဆာန်ကလေးတွေနဲ့ဆိုပါစို့ကောင်းသေးလေးတွေကြည့်မယ်ဆိုရင်ပွဲစိတ် drain တွင်မှာရှိတဲ့ပွဲစိတ်ဥယျာဉ်နဲ့လူဥယျာဉ်နဲ့နှိုင်းစာကြည့်မယ်ပွဲစိတ်တွင်မှာရှိတဲ့ပွဲစိတ်အကောင်ဥယျာဉ်ဒီဒါတွင်နဲ့ပြောတာနော်ကဘာမှာရှိတဲ့လူဥယျာဉ်တွေမများပေဘူးနော်ဒီပညာရှိသူတော်ကောင်းတွေကတော့လူလောကမှာတတ္တဝါတွေကဘာလောကကြီးမှာရှိတဲ့တတ္တဝါတွေဟာဘယ်မှာအနေများတယ်လဲလို့ဆိုရင်အပယ်လေးပုံမှာအနေများကြတယ်လူဘဝလာတယ်ဆိုတာခဏလေးအလဲရောက်တယ်လို့ပဲเนาะခဏလေးလာဒါကြောင့်လို့စัจ java ရောအပါယသကဂိဟသရိတာတဲ့ရှိကစကလုံးလေးတစ်ခုထည့်တယ်သမတ္တတသနာမစัจ java ရောအပါယသကဂိဟသရိတာကုသိုလ်ကောင်းမှုမှာမိမိလျော်ရောနေတဲ့ပုဂ္ဂိုလ်အဖို့အပယ်လေးပုံဟာကိုယ်အိမ်နဲ့အလားတန်ထူတယ်ကိုယ်အိမ်ဆိုတာပဲဘယ်နေရာပဲသွားလဲပြန်ရင်ကိုယ်အိမ်ပြန်နေကြတာပဲမှတ်လားမြတ်စွာဘုရားကထိုတုတ်တန်တွေမှာဟောထားတဲ့အထဲမှာလည်းရှိလူဘဝကတည်သွားပြီးတော့လူပြန်ဖြစ်တဲ့လူအမတန်လဲပါတယ်တဲ့လူဘဝကတည်ပြီးတော့အထက်နတ်ပြည်တွေရောက်သွားတဲ့ပုဂ္ဂိုလ်လည်းအမတန်လဲပါတယ်များတာကတော့လူဘဝကတည်ပြီးတော့အပယ်လေးပုံသွားတာတွေကများတယ်ကဲအပယ်လေးပုံဆိုတာတန်ပေါင်း1000ကျော်ရှိတဲ့သူတွေတတ်လွတ်စားတဲ့လူတွေတာထားဒီနေ့တန်ပေါင်းမြောင်များစွာသတ္တဝါတွေတတ်ပြီးတော့လူတွေအတွက်သေးနေကြရတယ်ဟုတ်ကဲ့အဲ့တော့တရိစ္ဆာန်ဥယျာဉ်တွေနဲ့ကြည့်မယ်ဆိုရင်တရိစ္ဆာန်အမျိုးအစားကလည်းမရင်မတွက်နိုင်အောင်များတယ်။ရှင်လေတွေကရေတတဝါပဲကြည့်လိုက်အောင်အများကြီးတရိစ္ဆာန်တက်
လူတွေကမွေးလို့ရှိရင်တလောကဂျာနယ်တစ်ခုတည်းပါတယ်ခွန်ပြူးမွေးတာခွန်ဘွားဒါအများဆုံးပဲဖြစ်နော်လူတွေမြင်ကြတဲ့ခွေးတွေတို့ဆိုလို့ရှိရင်မကဘူးဒီတဲ့ပို့တယ်ငါးတွေဆိုကြည့်လိုက်ပဲဆိုရင်ငါးတစ်ကောင်ထဲမှာရှိတဲ့ငါးဥပေါင်းအမြောက်များဆိုအဲ့တော့ဒါတွေနဲ့နှိုင်းရှင်ပြီးတော့ကြည့်လိုက်ပဲဆိုရင်မနုဿတ္တဘောဒုံလဘောဆိုရမဟုတ်သေးဘူးလားဟုတ်ပါလေနော်တစ်ထောင်မှတယောက်လူဖြစ်ဖို့ခဲပါတယ်တစ်တောင်းမှတယောက်လူဖြစ်ဖို့ခဲနေဒါတော့ခဲနဲ့လူပုံလူဘဝကြီးကိုကုသိုလ်ကောင်းမှုပြုပြီးတော့လာခြင်းလို့တော့မလာရဘူးဆိုလို့ရှိရင်တော့မကောင်းပါဘူးနော်မလာရဘူးဆိုပြီးတော့တားနေကြတယ်အဲ့ဒါလို့အတားခံရတဲ့ပုဂ္ဂိုလ်တွေကလည်းအတိတ်ဘဝကပါဏာတိပါဒကံကြီးထွားတဲ့ပုဂ္ဂိုလ်တွေပါဏာတိပါဒကံလုံးတဲ့ပုဂ္ဂိုလ်တွေလို့ဒီလိုယူဆနိုင်တယ်ဟုတ်ကဲ့လူဘဝလာခြင်းလို့ခေါင်းပြူလာတာတော့မလာနဲ့ဆိုပြီးတော့အတားခံတယ်တချို့နိုင်ငံတွေမှာဆိုလို့ရှိရင်တရားဝင်ဥပဒေနဲ့ပဲ abortion လုပ်တယ်လို့ခေါ်ဥပဒေနဲ့ခွင့်ပြုတာ abortion လုပ်တယ်လူလောကလူဦးရေတွေများတယ်ဆိုပြီးတော့လူတွေကိုတားဆီးနေကြတဲ့လုပ်ရက်တစ်ခုကတော့မှားရနေပေါ့ကဲခွန်ကြီးတို့တွေကတော့ကံကောင်းလို့လူဘဝရောက်လာကြပြီလူဘဝရောက်ဖို့ဆိုတာအလွန်မတရားမှခင်းနေဆရာဝန်တယောက်ကပြောဘူးတယ်ဒီကိုကျောင်းကဒေါက်တာဝါပေါ်လာရာဟုလာဆိုတဲ့ဆရာတော်ကြီးရေးတဲ့ Hot Buddha Talk ဆိုတဲ့စာအုပ်ရှိဗုဒ္ဓမြတ်ဗုဒ္ဓရဲ့ဒေသနာလို့မြန်မာလိုလည်းပြန်ထားတာရှိအဲ့ဒီ Hot Buddha Talk ထဲမှာလူသားတွေအကြောင်းမှာရေးထားလူဘဝဟာအမတန်ရခဲ့တဲ့ဆိုတာရေးထားတယ်ဗမာမာနေပြောကြတယ်ဓမ္မပြေကအတ္တစင်းလူပြေကအတ္တစင်းလူပြေကအတ္တစင်းထောင်ထားဓမ္မပြေကအတ္တစင်းချလိုက်အဲ့ဒီအပေါ်ကချလိုက်တဲ့အဖျားနဲ့လူပြေကထောင်ထားတဲ့အဖျားနှစ်ခုထိကောင်းကြည့်လိုက်ပဲလူပြေရောက်ဖို့ရအမတန်ခဲနေလို့ခဲရင်တာတခုပြောပြခဲနေဆိုတာဖြစ်ကုန်လို့ရှိနိုင်ဘူးလို့ဆိုနော်ရသော်ဘုရားပေးတဲ့ဥပမာတော့လူဘဝဘလောက်ရခဲ့တယ်ဆိုတာဘယ်ပုဂ္ဂိုလ်တွေအတွက်ပြောတာတော့လို့ဆိုအပင်လေးပုံရောက်သွားပြီးတဲ့သတ္တဝါတွေအတွက်လူဘုံကိုပြန်ဥလဲဖို့ဆိုတာအလွန်ခက်တယ်အဲ့ဒါကိုဗာနဲ့ဥပမာပေးကြတော့ဆိုလက်ကမ်းကြီးတစ်ကောင်ရဲ့ဥပမာလက်ကမ်းကြီးတစ်ကောင်ရဲ့ဥပမာလည်းပဲကြည့်လက်ကမ်းကြီးတစ်ကောင်ကပင်လယ်ထဲမှာကျက်စားအနှစ်တရာကြာမှပင်လယ်ရေမျက်နှာပြင်ပေါ်မှာခေါင်းကလေးပြူကြည့်ပြီးအသက်ရှူအနှစ်တရာလုံးလုံးပင်လယ်ရေမျက်နှာပေါ်မှာတက်မလာဘူးတဲ့ပင်လယ်ရေထဲမှာပဲရေတဲ့ပိုင်းထဲမှာပဲသူကလှည့်လည်ကျက်စားပြီးတော့နေတဲ့လိတ်ကြီးအဲ့ဒီလိတ်ကြီးကမျက်စိနှစ်ကွင်းအလင်းမရလို့ကန်းနေတဲ့လိတ်မို့လိတ်ကန်းနဲ့ဟောက်ကအဲ့ဒီပင်လယ်ပြင်ထဲမှာချမ်းဘိုးရုံကြီးတစ်ခုကအပေါက်ကလေးတစ်ခုပဲပေါက်ပါအဲ့ဒီပင်လေဆိုတာကအမြဲတမ်းလှုပ်ရှားနေငြိမ့်နေတာမဟုတ်ဘူးမရယာလူတွေတော့ပင်လေမြင်ဘူးတဲ့လူအကုန်မြင်ဘူးချင်မှမြင်ဘူးမှာနော်ဟိုးရန်ကုန်တို့အောက်ပိုင်းကလူတွေကတော့ပင်လေမြင်ဘူးတယ်ပင်လေဆိုတာငြိမ့်သက်နေတဲ့နေရာမဟုတ်အမြဲတမ်းလှုပ်ရှားလှိုင်းကအမြဲတမ်းတိုက်ပြီးတော့နေတဲ့နေရာအဲ့ဒီထံဘိုးတော်ကြီးကပင်လယ်ထဲမှာမျောပြီးတော့မျောချင်ရမျောနေတဲ့ထံဘိုးတော်ကြီးကအပေါက်တစ်ပေါက်ထဲပါလိတ်ကန်းကြီးကလည်းသွားချင်ရသွားအနှစ်တရာကြာတဲ့အခါပင်လယ်ရေမျက်နှာပေါ်တက်လာပြီးခေါင်းကလေးပြူလိုက်တယ်အဲ့ဒီပြူလိုက်တဲ့ခေါင်းလေးနဲ့ခုနကမျောချင်ရမျောပြီးတော့လိုင်းပုတ်ရမျောနေတဲ့ထဘုံတော်ကြီးရဲ့အပေါက်နဲ့သွားစွမိတယ်ဆိုတာဖြစ်ကောင်းဖြစ်နိုင်သေးတယ်ဖြစ်နိုင်မှာမလားဖြစ်မှာမအဲ့ဒါကဖြစ်နိုင်သေးတယ်တဲ့အပင်လေးပုံရောက်သွားတဲ့တတ္တဝါတယောက်လူကြီးပြန်ရောက်ဖို့ဆိုတာခင်းနေဘာကြောင့်လဲဆိုစဉ်းစားကြည့်ပေါ့ကိုမျက်အောက်မှာရှိတဲ့တိရစ္ဆာန်လေးတွေပဲကြည့်လူတွေနဲ့အနည်းဆက်ဆုံးဖြစ်တဲ့ကြောင်ကလေးတွေခွေးကလေးတွေကြည့်ပေါ့
နေ့စဉ်တည်းအမျှသူတို့ဘာတွေတွေးနေကြလဲဘာတွေလုပ်နေကြလဲကြည့်နော်အစာဝရင်အိတ်မယ်အစာမဝရင်အစာရှာမယ်အစာရှာရင်တယောက်နဲ့တယောက်အနိုင်ရှင်းမယ်ကြိုက်မယ်ရံဖြစ်မယ်ဟုတ်ကဲ့လားအစာဝရင်အိတ်မယ်ဒါပဲမဟုတ်လားပရိစိတ်တဲ့အချိန်ရှိရဖျားရှိခိုးတဲ့အချိန်ရှိရရှိပါဘူးမရှိဘူးကိုရှိတဲ့အစာလေးတောင်တစ်ကောင်နဲ့တစ်ကောင်မျှစားကြတာမဟုတ်ကိုယ်စက်ထဲရောက်လာတယ်မလားနဲ့ကြောင်လေးတွေဆိုအစာလေးတစ်ခုချက်ကလေးတစ်ကောင်တစ်ဆက်ထဲရောက်လာပြီဆိုရင်မန်ဖီးနေတာဘယ်သူမှမလာနဲ့လာရင်တိုက်ခိုက်မှာတော့သူကဟုတ်ကဲ့ဆိုအဲ့တော့သူတို့ရဲ့စိတ်နေသဘောထားလေးကိုကြည့်လိုက်ပဲဆိုလို့ရှိရင်အစာပေါ်မှာမမောနေတာကလောဘရထားတဲ့အစာကိုသူများနဲ့ရှယ်ယာမလုပ်နိုင်ပဲနဲ့မန်ဖီတာကမစ္စရိယမန်ဖီပြီးတော့ဒေါသနဲ့ဟိမ့်နေတာဒေါသဟုတ်ကဲ့မန်ဖီပြီးတော့ယံလုံးနေတာကဒေါသကျန်တဲ့အချိန်တွေမှာမောဟနဲ့ကဲစဉ်းစားကြည့်မောဟရဲ့လောဘရဲ့ဒေါသရဲ့ဒါတွေပဲလွှမ်းနေတာပဲသူတို့စိတ်ကုသိုလ်ပြုလို့တဲ့စိတ်ဆိုတာမျိုးမှသူတို့မှအလွန်ရှားနော်ဒါတရိစ္ဆာန်ပုံကိုမြင်ရတဲ့တရိစ္ဆာန်ဒါလူနဲ့အနိစ္စဆုံးခွေးလေးတွေကြောင်လေးတွေဆိုအနိစ္စဆုံးပြောလူနဲ့အလွန်ဝေးတဲ့ကောင်တွေဆိုလို့တရိစ္ဆာန်ဆိုတာတွေကအညမညခါရိကဒုဗ္ဗလခါရိကဘောဓုဒအနေနဲ့ Discovery Channel မှာရှိတဲ့ Stefani ဆိုတဲ့အာဖရိကတော်ရိုင်းကတရိစ္ဆာန်တွေအကြောင်းရိုက်ထားတာကြည့်ကြည့်အလွန်တန်ဝေကရစရာကောင်းတယ်နော်အဲ့ဒီမှာမြတ်စွာဘုရားကတရိစ္ဆာန်ဘဝကိုစကားလုံးလေးနှလုံးနဲ့ဟောတာအညမညခါရိကတဲ့ဒီကောင်းတကောင်တတ်စားတဲ့ဘဝဒုဗ္ဗလခါရိကအားနည်းတဲ့အကောင်ကိုအားကြီးတဲ့အကောင်ကတတ်စားနေတဲ့ဘဝဆိုတကယ်ဟုတ်တာတကယ်ဟုတ်တယ်အဲ့ဒီလိုတတ္တဝါတွေဟာတကောင်းတကောင်တတ်စားတဲ့အားရှိတဲ့ကောင်ကအားနည်းတဲ့ကောင်ကိုအနိုင်ကျင့်ပြီးတော့တတ်စားကြီးတိရစ္ဆာန်လေးတွေဆိုလို့ရှိရင်တမင်လေးတွေကျွဲလေးတွေကြားပါစက်ချင်းစိတ်ပါစက်မှာသူတို့အသက်ပြောက်သွားတယ်ဘုန်းကြီးတို့ဒီကနေ့ညနေတယ်မဲ့စကိုင်းကနေမရယာလာတဲ့အခါမှာလမ်းမှာစိတ်နှကောင်ကိုကျိုးနဲ့ထုတ်ပြီးတော့မော်တော်ဆိုင်ကယ်ပေါ်တင်သွားတော့မြင်ချက်တီဆိုတာတော့မပြောနဲ့တော့ခဏခဏတွေ့တယ်တလန်းလုံးအဲ့ဒါချက်ကိုနောက်ကနေစောက်ထိုးကျိုးနဲ့ချီပြီးစောက်ထိုးဆွဲပြီးတော့မော်တော်ဆိုင်ကယ်နဲ့စီးသွားတာတွေတွေ့လိုက်ကဲသူတို့ဘဝစဉ်းစားချီခံအဲ့တော့ဒါတရိစ္ဆာန်ဘဝရဲ့ဒုက္ခလေးတစ်ခုတည်းမဲ့အမတန်ကြီးမားတယ်တဲ့တော်ကြီးမားတဲ့ဘဝအဲ့ဒီဘဝမှာရောက်နေတဲ့တရိစ္ဆာန်တွေကအဲ့ဒီလိုညှဉ်းပန်းခံနေရတဲ့အချိန်မှာဘလောက်စိတ်ရှင်းရဲပြီးတော့ဘလောက်တောကတွေဒေါသတွေဖြစ်နေကြမလဲဆိုတာစဉ်းစားကြည့်ဒီတော့ဒီစိတ်နဲ့သိရမှာဆိုပြန်လာလို့ရပါ့မလားအေးရေပုံရစကားပြောမယ်ဆိုရင်လောဘနဲ့သိရင်ပြိတ္တာဖြစ်တယ်ဒါလူတွေကိုပြောတာနော်လောဘလွှမ်းနေတဲ့အချိန်သိလို့ရှိရင်ပြိတ္တာဖြစ်တယ်ဒေါသလွှမ်းမိုးနေတဲ့အချိန်သိလို့ရှိရင်ငရဲကြတယ်မောဟတွေလွှမ်းမိုးနေတဲ့အချိန်သိလိုက်လို့ရှိရင်ဒိဋ္ဌံဖြစ်တယ်ဒါရေပုံရစကားကိုပြောတာပါနော်ဒီလောဘဒေါသမောဟဆိုတဲ့ဒီတရားတွေလွှမ်းနေတဲ့အချိန်လေးမှာသိလိုက်လို့ရှိရင်ကောင်းအတုဂတိတော့ဘယ်နည်းနဲ့မှမရောက်နိုင်ဘူးစိတ်ကမဲညစ်နေတဲ့အချိန်နော်အေးလူဘဝပဲပြန်ကြည့်လိုက်အောင်ဒီလိုတိရစ္ဆာန်ဘဝတွေနဲ့နှိုင်းယှဉ်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်လူဘဝကဆင်းရဲဒုက္ခတွေအများကြီးတက်တာလေးတွေပေါ့အဲ့တော့သူတို့ဘဝနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုလို့ရှိရင်လူဘဝတွေမနုဿတ္တဘာဝတော်လိုပေါ့အလွန်ရခဲ့တဲ့ဘဝတစ်ခုဆိုတာကိုယ်ဘဝလေးကိုတန်ဖိုးချတတ်ဖို့လိုတယ်အကယ်၍ကာမဂုဏ်အာယုန်တွေပေါ်မှာပျော်လို့ပါလို့လောဘနဲ့အချိန်ကုန်ပဲဒေါသနဲ့အချိန်ကုန်ပဲဘာမှလုတ်တဲ့မလုတ်တဲ့ဆိုတာတွေမသိပဲနဲ့တွေ့ရအာယုန်နဲ့ပြောနေတဲ့မောဟနဲ့အချိန်ကုန်ပဲဆိုလို့ရှိရင်ခေါဏကတိရစ္ဆာန်ဘဝနဲ့ဘာမှသိပြီးကြွားချမ်းမှမဟုတ်တော့ဘူးနော်ဒါကြောင့်မို့
လူဘဝရလာတဲ့အခါမှာလူရှိချိုးနတ်ပါစေတဲ့လူဘဝလူရှိချိုးနတ်ဖို့မတ္တမအရေးကြီးကဲလူဘဝရလာတယ်ဆိုတာဘယ်ပုံရလာတော့ဘယ်ပုံရလာတာတော့လို့ကြည့်လို့ရှိရင်လူဖြစ်ပုံလူဖြစ်နည်းကိုမြတ်စွာဘုရားကတန်ရုပ်ပါဠိတော်မှာဟောထားတာရှိတယ်အိန္ဒကလို့အမည်ရတဲ့ဖလူးကြီးတစ်ကောင်ကနေပြီးတော့အတိတ်ဘဝကဝိညာဉ်ကလေးကဝင်စားပြီးလူဖြစ်လာတယ်ဆိုတဲ့အယူအဆတတ္တဝါဆိုတာဘယ်လိုဖြစ်လာတယ်လဲလူဆိုတာဘယ်လိုဖြစ်လာတယ်လဲဆိုတဲ့အယူအဆတရားကိုမြတ်စွာဘုရားကသာဝရခိုင်မြဲတဲ့ဝိညာဉ်ကောင်ဆိုတာမရှိဘူးအတိတ်ဘဝကစွတိစိတ်ချသွားတာနဲ့ဒီဇိုင်းနဲ့ကံကြောင်းမို့လို့ပရိသေရိစိတ်ပေါ်လာတာပရိသေရိစိတ်ပေါ်လာပြီးတဲ့နောက်မှာယုတ်တိနံနေအတူတူဖြစ်လာတဲ့အခြေခံယုတ်နဲ့အခြေခံနံကိုအကြောင်းပြုပြီးတော့တဖြည်းဖြည်းတိုးပွားလာတယ်လို့ရသော်ဘုရားကအဲ့ဒီသုတ်တံမှာပထမံကလလံဟောတိကလလဟောတိအဘုဒ္ဓအလုံးကြားဦးတယ်ကလလရေကြီးဆိုမိခင်ဝါနဲ့နော်ဒါလူသားတွေရဲ့ရေပုံရကိုပြောတာမိခင်ဝါကမွေးဖွားလာတဲ့လူသားတွေရဲ့ဘဝအစဒီဘဝအစကလလရေကြီးမှတရေကြီးလာအဲ့တော့ကလလရေကြီးဆိုတာဘာနဲ့တိဆောက်ထားတာတော့လို့ပြောမယ်ဆိုလို့ရှိရင်ဟုတ်လားစပန်လို့ဖိုးပန်းလို့ခေါ်တယ်မိဘနှစ်ပါးရဲ့အတုပ်သွေးနဲ့ပေါင်းဆက်သွားတဲ့အခါကျအဲ့ဒါလေးကကလလရေကြီးဖြစ်လူရဲ့တရေတီးရဆိုတော့မျိုးစိတ်လေးတစ်ခုဆိုလို့ရှိရင်မြေနဲ့ရေနဲ့ပေါင်းဆက်ထားတဲ့အပေါ်မှာပေါက်လို့ရအေးဘဝတန်မြာမှာလည်းကျင်ပြီးနေကြတဲ့တ attva တွေလူဖြစ်တော့မယ်ဆိုလို့ရှိရင်အဲ့ဒီ span ဆိုတာရဲ့ ovan ဆိုတာရဲ့နှစ်ခုပေါင်းလိုက်ခုလေးသိပ္ပံကတော့ medical science ကဘယ်လိုပြောတော့ဆိုလို့ရှိရင် span လို့ဆိုတဲ့ဟာတွေကသူတို့ကတော့သက်ရှိသတ္တဝါပုံစံမျိုးပြောတယ်ပေါ့ပြီးပြီးတော့ဝင်ရတယ်တဲ့တန်ပေါင်းများစွာအဲ့ဒီထဲကတစ်ကောင်နှစ်ကောင်ပဲတက်ရှိနေလို့ရှိလို့ပြောဒီသူတို့ကတော့ပိုးလို့ပြောတာပေါ့နော်ဖခင်ရဲ့တုပ်ပိုးလေးတွေစရိတိရမဲ့ချိန်ကိုသူတို့အလူရဲ့အဲ့ဒီထဲမှာပြေးဝင်ကြတယ်အဲ့တော့ဘုရားမြတ်စွာရဲ့ဒေသနာတော်ကတော့အဲ့ဒါလို့မဟုတ်ဘူးမိဘရဲ့ span နဲ့ oven နှစ်ခုတွဲသွားတာလေဒါမြေသဘောလေးဖြစ်လာအဲ့ဒီပေါ်မှာအတိတ်ဘဝကသုတိစိတ်ကြလာလို့ကံပြစ်ချတဲ့ကန္တဗလို့ခေါ်ရပေါ့လေသရေယူတော့မဲ့ပုဂ္ဂိုလ်ဆိုတာဘယ်အပုဂ္ဂိုလ်လဲလို့ဆိုရင်ခုဘဝကသုတိစိတ်ကြတဲ့ပုဂ္ဂိုလ်တဘဝမှာသုတိစိတ်ကြဘာဖြစ်လို့လဲဆိုရင်စက္ကန့်အတွင်းမှာတန်ပေါင်းများစွာသောတ attva တွေသိကြတာအဲ့တော့ဘာနဲ့ဥပမာတူလို့ဆိုလို့ရှိရင်ကောင်းငင်ကမိုးပေါက်တွေကျနေတယ်လို့ပဲသိနေတဲ့တ attva တွေရဲ့ဖြစ်ဖို့ရအစင်လင့်ဖြစ်နေကြနော်သိလိုက်တာနဲ့တပြိုင်နက်တောက်လျှောက်ဖြစ်မှာဝိညာဉ်စိတ်လေးတွေအနေနဲ့ဇာမြန်မကြီးလားလို့ဘာအောင်မေးနဲ့ရန်ကုန်ကနေပြီးတော့ television တွေ့လာမရယာကနေဖိုင်ချက်ချင်းရတယ်မဟုတ်လားအဲ့ဒီပုံစံပဲဘယ်ဘဝကသေးလာလားဘယ်ဘဝကသေးသေးကံရဲ့ဆွမ်းအားကြောင့်ခဏပြောတဲ့ကလနဆိုတဲ့အထဲမှာလာပြီးတော့တတိခါကြမှာပဲအကုန်ဒုမို့တူရောက်လာမှာပဲเนาะအဲ့ဒီအခြေအနေလေးကစတယ်လို့ပြောတာအဲ့ဒီအခြေအနေလေးကစအဲ့ဒီမှာ medical science ဆိုလို့ရှိရင်တန်ပေါင်းများစွာသောတုပ်ပိုးတွေကထဲကတစ်ကောင်ပဲအောင်နေကြတဲ့ကောင်တွေတည်သွားတယ်ဆိုတာကိုကြည့်ပြီးတော့ဆရာဝန်တယောက်ကဘုန်းကြီးကိုရှာဖို့လေလူကွာရခဲ့တဲ့ဆိုတာသူလက်ခံပါတယ်။ဘာဖြစ်လို့လဲဆိုရင်ကြွတာလေးတွေကိုတတ္တဝါလို့ယူဆပြီးတော့သူတို့စေပညာအယူဆအရာပေါ့တတ္တဝါတွေတဲ့အဲ့ဒီမှာဒီတုပ်ပိုးလေးတွေအများကြီးတဲ့တစ်ကောင်ပဲဒီလူဖြစ်လာတယ်ပေါ့ကျန်တာတွေအကုန်တည်သွားတယ်ပေါ့။ဒါကြောင့်မလို့သူကလူဝါရခဲ့တဲ့ဆိုတာသူကလက်ခံပါတယ်လို့ခါပြောဘူးလေအဲ့လိုသို့တော့အဲ့ဒီကလလဆိုတဲ့ထဲမှာ
တတ္တဝါတွေအများကြီးစုပြုံရောက်တယ်လို့ဒီလိုတော့ခါထဲမှာမပါဘူးနော်သို့တော့တတိခနိုင်တဲ့အနေအထားမျိုးလေးရှိတယ်ကြည်လေမိုးပေါက်ကလေးတွေကကြာတာသူကြာစင်တဲ့နေရာမှာကြာတချို့မိုးပေါက်ကတွတ်ပေါ်ကြာတချို့မိုးပေါက်ကတက်ကယ်ပေါ်ကြာတချို့မိုးပေါက်ကတစ်ပင်ပေါ်ကြာတချို့မိုးပေါက်ကမြေကြီးပေါ်ကြာဟုတ်တန်ပေါင်းများစွာသောမိုးပေါက်ကလေးတွေဒီလိုကြာတယ်လို့ပဲတေတဲ့ပုဂ္ဂိုလ်တွေကလည်းတန်ပေါင်းများစွာရှိစက်တော့ကံရဲ့ဆွမ်းအားကြောင့်ကြာစင်တဲ့နေရာကြာအဲ့ဒါလို့ကြာလာတဲ့အခါကလလဆိုရအောင်မြင်ဖြစ်လာပြီဆိုလို့ရှိရင်ပထမရက်တစ်ပတ်မှာကလလဆိုတဲ့ရေးရှိရှိဒုတိယရက်တစ်ပတ်ရောက်တဲ့အခါကျတော့အမြုပ်ကလေးဖြစ်လာတယ်တတိယရက်ပတ်ရောက်တဲ့အခါကျတော့ဒီငရုတ်သီးကိုထောင်းပြီးအရေးဖြောအဲ့ဒီအရေးဖြောပြီးတော့ဒီလိမ်မလေးပေါ်မှာထားပြီးနေပူလှမ်းလိုက်တဲ့အခါကျတော့ငရုတ်ကြီးအခလေးဖြစ်လာတယ်လို့သားထစ်လေးလို့အခဲလေးအနှစ်ကလေးဖြစ်လာတဲ့ဟာမျိုးဖြစ်တယ်တတိယပတ်ကျအဲ့ဒါကိုမြတ်စွာဘုရားပထမံကလလံဟောတိပထမမှာကလလဟောတိအဘုဒ္ဓကလလကနေပြီးတော့အမြုပ်ဖြစ်ပြောင်းလာတယ်အမြုပ်ကနေပြီးတော့သားထစ်ဖြစ်ပြောင်းလာအဘုဒ္ဓံသာယတိပေတိနိဗ္ဗတတိကနောဆိုပြီးတော့တုံခဲလေးဖြစ်လာဒါလူဘဝဒီလိုစအမတမရခဲ့တဲ့လူဘဝတစ်ခုမှာအောင်မြင်မိဘဝမ်းကထွက်ဖို့ဆိုတာကိုတော်ခဲနေတော့အဲ့ဒါလို့ကနလို့ဆိုတဲ့အတုံးခဲလေးဖြစ်လာပြီးတဲ့နောက်အဲ့ဒါယတတ၄ဘတ်ဖြစ်သွားအဲ့ဒီကနကနေပြီးဘာဖြစ်လာတော့ဆိုပူလေး၅ခုထွက်တာအဲ့ဒါကိုခဏပတ္တအဖုလေး၅ခုတစ်ဖူးကခေါင်းပေါက်မဲ့နေရကျန်တဲ့နှစ်ဖူးကလက်ကျန်တဲ့နှစ်ဖူးကခြေထောက်နှစ်ဖက်ပေါ့အားလုံးဖူးလေး၅ခုအရင်ထွက်လာတယ်အဲ့ဒီနောက်မှာတူသားကတဖြည်းဖြည်းတိုးတက်လာတယ်ဆိုတော့ကလလဆိုတဲ့အခိုက်အတန့်မှာဘာတွေရှိတယ်လဲလို့ကြည့်မယ်ဆိုလို့ရှိရင်ဆိုတော့အတိညာထက်မြက်တဲ့လူသားတစ်ယောက်ရဲ့သတိစိတ်အကောင်းဆုံးသတိစိတ်လို့ပြောရမယ်ဆိုရင်ကုသိုလ်ရဲ့အကျိုးဖြစ်တဲ့ပထမမဟာဝိပဿနာဒါအဘိဓမ္မာသင်မှုတဲ့လူတော့အဲ့ဒီလိုပြောရင်နားလည်ပြီပထမမဟာဝိပဿနာသောမနတညာဏတံပယုပထမမဟာဝိပဿနာအသင်္ခါရိကပထမမဟာဝိပဿနာဆိုလိုတာကအဲ့ဒီသတိစိတ်လေးဟာတဲ့ပျော်ရွှင်မှုဆိုတဲ့ခံစားချက်ကလေးပါတယ်အသိဉာဏ်ဆိုတဲ့ဒီစဉ်းစားဉာဏ်လေးအခြေခံလေးပါတယ်ချမ်းမြေ့မှုဆိုတဲ့အနေအထားလေးပါတယ်အဲ့ဒီစွမ်းရည်၃မျိုးပါတဲ့စိတ်ကလေးစတင်ပြီးတော့ဖြစ်တယ်အဲ့ဒါကိုပဋိစ္စသမုပ္ပါဒ်ကြတော့ဘာဟောတော့ဆိုသင်္ခါရပစ္စယဝိညာဏလို့ခေါ်တယ်ဆိုနော်အတိတ်ဘဝကကုသိုလ်ကံရဲ့စွမ်းအားကြောင့်သင်္ခါရဆိုတာတိတ်ဘဝကုသိုလ်ကံအဲ့ဒီကုသိုလ်ကံရဲ့စွမ်းအားကြောင့်မိခင်ရဲ့ဝမ်းထဲမှာခဏကလလလို့ဆိုတဲ့နေရာမှာဘာသာပေါ်လာလဲဆိုရင်ခဏပြောတယ်သတိ၃မျိုးစွမ်းရည်၃ခုပါတဲ့စိတ်ကလေးပေါ်လာတယ်ဝမ်းသာတဲ့အနေအထားရှိတဲ့ဝမ်းသာတဲ့ခံစားချက်လေးပါမယ်အသိဉာဏ်ပါမယ်ချက်မြတ်မှုလေးပါအဲ့ဒီ၃ခုပါတဲ့ပရိသေစိတ်လေးဝင်လာတယ်အဲ့ဒီပရိသေစိတ်လေးဝင်လာတာနဲ့တပြိုင်နက်ပရိသေစိတ်ကလေးနဲ့တွဲဖက်ပြီးတော့ဆရာစိတ်ကိုမှီဖြစ်တဲ့စေတသိက်သဘောတရားတွေပါလာတယ်တခါဒါကနံပိုင်းဆိုင်ရာဖြစ်ပေါ်လာနံပိုင်းဖြစ်လာပြီးတဲ့နောက်မှာအဲ့ဒီသတိစိတ်ကလေးနဲ့ပြိုင်ပြီးတော့ထုတ်လုပ်လိုက်တဲ့ယုတ်တရားလေးကခုနကကလလရေကြီးလို့ခေါ်တဲ့ဒီအပေါင်းအစုလေးတွေမှာဘာပါလာလို့ဆိုလို့ရှိရင်ကာယပတာရလို့ခေါ်တဲ့ခန္ဓာကိုယ်အနေထားကြီးထွားလာဖို့ဖြစ်မဲ့ယုတ်မျိုးစိတ်ပါလာတယ်ဟရိယဝတ္ထုလို့ဆိုတဲ့ဒီအဓိကလူရဲ့ခန္ဓာကိုယ်မှာရှိတဲ့နှလုံးသားအနေထားမျိုးဟရိယယုတ်ဖြစ်ပေါ်ဖို့ရအနေထားတစ်ခုပါလာတယ်
နောက်ပြီးတော့ယောက်ျားမိန်းမကြားမဖြစ်ဖို့ရအတွက်မျိုးစိတ်လေးတွေပါလာအားလုံးပေါင်းလိုက်တဲ့အခါကျရုပ်၃မျိုးကလပ်အပြင်ပြောမယ်ဆိုရင်ကလပ်၃စီးအဲ့ဒီကလပ်၃စီးကိုဘယ်သူကထုတ်လုပ်တာတော့ဆိုစိတ်ကကံနဲ့ထုတ်လုပ်တာအဲ့ဒီရုပ်၃မျိုးဟာတစ်ခုတည်းနေတာမဟုတ်ဘူးရုပ်တစ်ခုတစ်ခုက10ခုစီရှိတယ်ဆိုရုပ်ပေါင်း30ရှိတယ်ပေါ့အဲ့ဒီပရိသေစိတ်ကလေးနဲ့ရုပ်ပေါင်း30ဟာလူရဲ့ဘဝလေးကိုစတင်ပြီးတော့ဖွဲ့စည်းလိုက်တဲ့အနေအထားတစ်ခုပဲ။ဘာနဲ့အလားတန်တူလို့ဆိုလို့ရှိရင်မျိုးစိတ်လေးတစ်ခုကြည့်ပေါ့။ဟုတ်ကဲ့လား။မျိုးစိတ်လေးတစ်ခုကြည့်။တရက်စီပဲဖြစ်ဖြစ်ပဲစီပဲဖြစ်ဖြစ်ကြည့်လိုက်။ပဲစီထဲမှာဖွဲကြည့်တော့ဘာမှတွေ့မှာမဟုတ်ဘူးအစီပဲတွေ့မှာ။ဟုတ်ကဲ့။တို့တော့အဲ့ဒီထဲမှာတတိလေးတွေရှိ။ဘာတတိရှိတော့ဆိုရင်အမြင့်ထွက်နိုင်တဲ့ဟာရှိတယ်အမြောက်ထွက်နိုင်တဲ့ဟာရှိမယုံလို့ရှိရင်မြေကြီးပေါ်ချဆိုင်ကြည့်လိုက်ပေါ့မြေနဲ့ရေနဲ့အကူအညီရတာနဲ့တပြိုင်နက်အမြင့်ကလေးဆင်းလာနေပဲအညောင်လေးတက်လာနေဟုတ်တယ်မလားအေးအဲ့ဒါလိုပဲကလလရေကြီးတဲ့မှာခုနပရိစိတ်လေးဟာမျက်စိနဲ့တော့မမြင်ရဘူးအဲ့ဒီပရိသေစိတ်ဝိညာဉ်စိတ်ကလေးရောက်လာတာနဲ့တပြိုင်နက်ခုနကသူ့ရဲ့အခြေခံဖြစ်တဲ့ရုပ်30ရဲ့သတ္တိအနေနဲ့ဒီမှာပါလာမျိုးစိထဲမှာတတ္တိလေးတွေရှိလာတယ်လို့လူဘဝမျိုးစိလေးမှာလည်းအဲ့ဒါတွေနဲ့ဖွဲ့စည်းထားတယ်တဲ့ကလလရေကြီးဆိုတာအဲ့ဒါပြောတာပြီးခင်ဝမ်းနဲ့ပါနော်မိဘရဲ့တုတ်သေးပေါ်မှာအမိပြုပြီးတော့ဒီသဘောတရားလေးဒီလိုက်အဲ့ဒီသဘောတရားလေးကဘာဖြစ်တယ်ဆိုရင်တဖြည်းဖြည်းကြီးထွားလာတတ်တဲ့သဘောရှိတယ်ဒါကြောင့်မို့ကြီးထွားလာတဲ့သဘောကြောင့်မို့လို့ပထမ9ရက်မှာဆိုလို့ရှိရင်ကလလရေကြီးဆိုတာတကယ်အဆက်အပေါက်ကလေးကျမ်းဂန်ထဲမှာဆိုဘယ်တော့ကြောင်ပြောတော့ဆိုရင်အဖျားကလေးတဲ့အဖျားလေးကိုစီတဲ့ကိုနှစ်ပြီးတော့အကျဉ်100လောက်ခါလို့အဲ့ဒီအဖျားလေးမှာတီးပြီးတော့ကျန်တဲ့စီပေါင်းလောင်းလို့အဲ့လိုတောင်ပြောတယ်နော်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ပဂတိမျက်စိနဲ့မမြင်ရဘူးပဂတိမျက်စိနဲ့မမြင်ရဘူးမိုက်ခရိုစကုပ်နဲ့မှမြင်ရမယ်ဒါမျိုး microscopic လို့ပြောတယ်အဲ့ဒီဟာ microscope ဆိုတဲ့ဒီအားကြီးတဲ့မှန်မြောင်းကြီးနဲ့ကြည့်မှအဲ့ဒါလေးကိုမြင်ရမှလို့ပြောအဲ့ဒီကနေဒုဘဝစာလိုက်တာနော်တဖြည်းဖြည်းကြီးထွားလာလို့အမြုပ်ဖြစ်လာတဲ့အမြုပ်ကနေပြီးတော့သားတိတ်လေးလိုဖြစ်လာတယ်အဲ့ဒီကနေအတုံးခဲလေးဖြစ်လာတယ်ထက်မှ9ပြားပေါက်လာတယ်ပြီးတဲ့အခါကျတော့ဒုက္ခနာကိုပြီးသားလေးဟောလာတယ်တဲ့ပရမရှိပိုင်းကိုတော့ embryology လို့ခေါ်embryo လို့ခေါ်တယ် embryology မှာပါတဲ့ embryo စရိသာအဲ့ဒီနောက်ကြတဲ့အခါကျတော့ခုနကပုံသဏ္ဍာန်လေးပြီးလာတဲ့အခါကျတော့ fetus လို့ခေါ်ဟောဒီလိုလူဘဝဟာဒီလိုခဲခဲရင်းရင်းနဲ့နောက်ဆုံးကြတော့6 လလွယ်10 လပွား6 လ10 လ3 8 လရောက်လာတဲ့အခါကျတော့လူဘဝကိုရောက်လာချစားတယ်ပေါ့ဟုတ်ကဲ့အဲ့ဒီလိုရောက်လာတဲ့လူဘဝသည်ဖြစ်စဉ်ကိုကြည့်အောင်မယ်မနုဿတ္တဘာဝတုံလောမဖြစ်ဘူးလားချစ်တယ်လူတယောက်ဖြစ်ဖို့ရလွယ်တယ်မဟုတ်ဘူးဒီကြားထဲမှာသေသွားနိုင်သေးတယ်သေသွားတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိကလလရေကြီးအဆင့်သားမှာတင်သေသွားတဲ့တ attva တွေအများကြီးရှိဟောတာတဲ့အဆင့်အမြုပ်အဆင့်ဒီလိုအဆင့်မှာလည်းသေသွားနိုင်တယ်နော်သက်တူတဲ့ပုဂ္ဂိုလ်တွေကြတော့အဲ့ဒီအဆင့်မှာသေတဲ့တ attva တွေအများကြီးပဲအဲ့တော့ခွန်ကြီးတို့တွေကလူဖြစ်လာတယ်ဆိုအဆင့်ပေါင်းများစွာအခက်အခဲများစွာကြော်လွှားပြီးတော့လူဘဝရောက်လာကြပြီတဲ့အဲ့ဒီရောက်လာတဲ့လူဘဝကိုချစ်ရကြိုးနတ်အောင်ဘယ်လိုလုပ်လူဘဝကိုလူဖြစ်ကြိုးနတ်အောင်ဘယ်လိုလုပ်လဲနေ့စဉ်နဲ့အမျှကောင်းအောင်အာယုန်လေးကိုပျော်ပါနေတာဒါရိုးရတရိစ္ဆာန်တွေလည်းပဲလောဘရှိတာပဲပျော်တာပဲဟုတ်ကဲ့လားတရိစ္ဆာန်တွေလည်းမုန်းစရာအာယုန်နဲ့တွေ့ရင်ဒေါသဖြစ်တာပဲရံဖြစ်တဲ့ကဲလူတွေလည်းပဲလောဘနဲ့နေမယ်ဒေါသနဲ့နေမယ်ဘာမှမသိဘူးမောဟနဲ့နေမယ်ဆိုလို့ရှိရင်စိတ်နေသဘောထားသည်တရိစ္ဆာန်အဆင့်နဲ့ဒ
တူးမနေဘူးလားအဲ့ဒါဆိုလို့ရှိရင်ခဲခဲရင်ရင်ရလာတဲ့လူဘဝလူဖြစ်ကျိုးနတ်ပါအေးဒါကြောင့်မလို့လူဖြစ်ကျိုးနတ်ဖို့စိတ်ကိုဘဝကိုစဉ်းစားဒီတိုင်းအမှတ်တမဲ့မနေရဘူးကိုဘဝကိုစဉ်းစားရမယ်လူဖြစ်ကျိုးနတ်အောင်နေရအဲ့တော့လူဖြစ်ကျိုးနတ်အောင်နေဖို့ဆိုတော့ဘာတွေလုပ်ဖို့လိုလဲဘယ်လိုလုပ်ပြီးလူဖြစ်ကျိုးနတ်အောင်မလဲအရေးကြီးဆုံးကအားလုပ်ရမယ်နံပါတ်1ကလူဖြစ်လာပြီဆိုလို့ရှိရင်အရေးကြီးဆုံးခံယူချက်ကဘာလို့ဆိုရင်ကမ္မတက္ကတာတမ္မာဒိဋ္ဌိဆိုမှန်ကန်တဲ့အမြင်ရအောင်လုပ်အောင်မရသေးရင်ရအောင်လုပ်ကိုယ်တည်းမရသေးဘူးဆိုလို့ရှိရင်ကမ္မတက္ကတာတမ္မာဒိဋ္ဌိဆိုတာဘာပြောတာလဲဆိုရင်ကိုလှုပ်တာကိုနဲ့ဆိုင်တယ်ဆိုတဲ့ခံယူချက်မြတ်စွာဘုရားကဟောထားတယ်ယံကမ္မံဂရိတံဒီကလျာဏဝပါဝကဝတတ္တကမ္မတထာယတာကောင်းတာလုပ်လို့ဆိုးတာလုပ်လို့ဘာလုပ်လို့ကိုယ်ပဲဆိုင်ကိုယ်ပဲမွေခံအဲ့ဒီခံယူချက်ထားတာကိုကမ္မတက္ကတာတမ္မာဒိဋ္ဌိအဲ့ဒီအမြင်ရှိရမယ်မှန်ကန်တဲ့အမြင်အဲ့ဒီအမြင်မရှိရင်လူတော်လူကောင်းမဖြစ်နိုင်လူတော်လူကောင်းမဖြစ်တော့ဇာကြောင့်မလို့နံပါတ်1လူရလို့ဖြစ်လာလို့ရှိရင်ကမ္မတက္ကတာတမ္မာဒိဋ္ဌိဆိုတဲ့ကိုလှုပ်တာကိုနဲ့ဆိုင်နေကိုလှုပ်တာကိုနဲ့ဆိုင်နေဆိုတဲ့အတွေးအခေါ်ရှိတဲ့လူတယောက်ဒီအေးမကောင်းတာလုပ်ရင်ငါမကောင်းတာဖြစ်လိမ့်မယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်လိမ့်မယ်လို့သူခံယူထားတယ်ခံယူထားတဲ့အတွက်ကြောင့်သူကောင်းတာလုပ်ဖို့ပဲကြိုးစားလိုက်ပဲမကောင်းတာလုပ်ဖို့မကြိုးစားဘူးဘာဖြစ်လို့လဲဆိုလူတိုင်းကကောင်းတာပဲရချင်တာပေါ့ဇာကြောင့်မလို့မကောင်းတဲ့အမွေတွေကိုတော့မခံနိုင်ဘူးကောင်းတဲ့အမွေရအောင်လို့ဆိုပြီးကောင်းအောင်နေလိမ့်မယ်ဒါကိုစဉ်းစားဖို့လိုအပ်တယ်ဒီဘဝတည်းမှာကြည့်လူတိုင်းဟာကံရဲ့ပုံရိပ်အမှတ်တစိတ်တွေပေါ်နေတယ်အမှတ်တမဲ့အနေနဲ့ကံရဲ့ပုံရိပ်အမှတ်တစိတ်တွေလူတိုင်းမှာရှိကြည့်လေကံရဲ့ပုံရိပ်တွေဘယ်လိုပေါ်တော့လို့ဆိုလို့ရှိရင်ဒါအမေကမွေးလို့အမေနဲ့တူတယ်အဖေနဲ့တူတယ်ဆိုတာနည်းနည်းပဲတူလို့ရတယ်အကုန်တူလို့မရဘူးเนาะကျန်လာကံကနေဆုံးဖြတ်ပြီးတော့တချို့ကြတော့ယုံလာတယ်တချို့ကြတော့ယုံမလာဘူးတဲ့ဒါကံရဲ့ပုံရိပ်မှတ်စိတ်ပဲယုံလာတာဘာဖြစ်လို့ယုံမလာဘာဖြစ်လို့ဘယ်သူလောက်တာမဟုတ်ကိုလောက်တဲ့အမွေကိုရတာမွေရတယ်ဆိုအဲ့ဒါပြောတာဒီဘဝမှာဒါတတိပဋ္ဌာန်ရင်နောက်ဘဝလည်းဒီအမွေဆက်ခံအောင်မှာအေးအတိတ်ဘဝမှာစိတ်ခဏဆိုးတဲ့လူတွေဟာရုပ်ဆိုးကြီးကံဖြစ်တယ်ဒေါသကြီးတဲ့နောင်ဝသာထားလေဒီဘဝပဲကဲစိတ်ဆိုးနေတဲ့အချိန်ကိုယ့်အကုန်မှန်နဲ့ကြည်တိုင်းမှာဘယ်လောက်ရုပ်ဆိုးတော့ဟုတ်ကဲ့လားစိတ်ဆိုးတာလှတယ်လို့မြင်ရတဲ့ယုံဉာဏ်ရှိတာဘယ်လောက်လှတဲ့လူကြီးတွေစိတ်ဆိုးရင်ယုံတိုးသွားမှာပဲဟုတ်ကဲ့အဲ့တော့ဒေါသရဲ့အကျိုးဆက်ဆိုတာအကောင်းမထွက်လာဘူးဒီဘဝတည်းမှာအကောင်းမထွက်ဘူးတော့ငရဲကြည်လားမကြည်လားမေးနေတယ်ဒီဘဝတည်းမှာအယုံဆိုးသွားပြီဒီဘဝတည်းမှာမျက်နှာကြောကြီးတင်းတယ်မျက်မှောင်ကြီးကုတ်တယ်နှုတ်ခမ်းကြီးဆူတယ်နောက်ဘဝလည်းအဲ့လိုမျိုးကြီးပဲဖြစ်သွားအဲ့ဒါပါတော့ကိုလုံးတဲ့ခံရဲ့ပုံရိပ်ကြီးပေါ်နေတာတဲ့ဒီဘဝကြတော့တချို့ကြတော့မျက်နှာကကြီးလင်းပြုံးရွှင်နဲ့ကြည်လင်တဲ့မျက်နှာရှိတယ်ပြုံးရွှင်တဲ့မျက်နှာရှိတယ်မျက်နှာကချိုးသားတယ်ဆွဲလူတွေရောမရှိဘူးလားကိုဘွားတော့ကလည်းသူကစိတ်ကချိုသားနဲ့နေခဲ့တဲ့ပုဂ္ဂိုလ်ဒေါသတိတ်မကြည်တဲ့ပုဂ္ဂိုလ်အမြဲတမ်းပြုံးရွှင်နေလို့ရတဲ့နေခဲ့တဲ့ပုဂ္ဂိုလ်အဲ့ဒီကုသိုလ်ရဲ့ပုံရိပ်တွေဒီမှာလားထင်တယ်လို့ပြောထို့တူပဲကိုဘွားတော့ကနှမျောလို့မလူဘူးတဲ့ကိုကြည့်တာကိုတယောက်တည်းသုံးတယ်ဘယ်သူမှမပေးဘူးမကမ်းဘူးအဲ့ဒါတို့စိတ်ကုတ်ပြီးနေလာတဲ့ပုဂ္ဂိုလ်ဒီဘဝကြပါတော့ဆိုတဲပုံနဲ့လာပြီးတော့ဖြစ်ဆက်ပေါ့ခိုးဘွားတော့ရဲရောတန်းလူးလာတဲ့ပုဂ္ဂိုလ်တွေကြတော့ဒီဘဝမှာချမ်းသာတယ်ဟုတ်ကဲ့ဒီတချို့ကလည်းပြောလိမ့်မယ်သူစီးပွားကြိုးစားရှာလို့ချမ်းသာတယ်ကြိုးစားရှာတယ်ဆိုတာအထောက်အကူတစ်ခုပဲကံမပိုင်ဘာမှလုပ်လို့မရဘူးကံမပါလို့ရှင်သစ်ပင်တိုက်တော့မသိဘူးနော်ဟုတ်ကဲ့
ဥယျာဉ်ကြိုင်ပြီးတော့စိုက်တာတော့မှတချို့ဥယျာဉ်ကြတချို့လူရဲ့ဥယျာဉ်ကတအားသိပြီးတချို့လူရဲ့ဥယျာဉ်ကအတိမလိုက်ဘူးအဲ့ဒါဘာလို့ခေါ်တော့ဆိုကမ္မပစ္စယဥဒုသမုဋ္ဌာန်လို့ခေါ်တယ်ကံကောင်းလာတဲ့ပုဂ္ဂိုလ်ကသူကောင်းတဲ့ဆံတွေကနေပြီးတော့ထုတ်လုပ်လိုက်တဲ့အခါကျတော့သူ့ဥယျာဉ်ထဲမှာရှိတဲ့ယာတိဥရုတွေတစ်ပင်တွေရဲ့အကြယာတိဥရုဖြစ်လာတယ်အဲ့ဒါကြောင့်မလို့သူကံရဲ့အစွမ်းကြောင့်ယာတိဥရုတွေပြောင်းလဲသွားတယ်ပြောင်းလဲလာတဲ့ယာတိဥရုကြောင့်တစ်ပင်ရဲ့ပိုတီးတယ်ဒီလိုဖြစ်တာဟိုလူတယောက်ကြတော့သူကကံမကောင်းဘူးကံမကောင်းတဲ့အတွက်ကြောင့်သူကံကထုတ်လုပ်တဲ့ဒီလူခန္ဓာကိုယ်ကထွက်လာတဲ့ဟာတွေကမကောင်းတဲ့အတွက်ကြောင့်ဥယျာဉ်မှာဖြစ်နေတဲ့ယာတိဥရုကလည်းမကောင်းတော့မကောင်းတဲ့အတွက်ကြောင့်အတိမသေးတော့ဒါကမ္မပစ္စယဥရုသမုဋ္ဌာန်ကိုခေါ်ကံကိုအခြေခံပြီးတော့ဥရုကြောင့်ဖြစ်လာတာတဲ့တိုက်ရိုက်မဟုတ်ဘူးတစ်ဆင့်ကအကျိုးပြုတာနော်ဒါကြောင့်မလို့တချို့သစ်ပင်လေးတွေရှိတယ်လေအဲ့ဒီပန်းမင်ကလေးတွေတချို့ပန်းမင်ကလေးတွေကလူကအဲ့ဒီပန်းမင်နာသွားပြီးတော့သချင်းလေးဆိုစောင်းလေးပြီးလို့ရှင်အဲ့ဒီပင်လေးတွေလမ်းပြီးတော့ပွင့်တယ်ဒါဖြင့်သစ်ပင်ကတိတတ်လို့လားအသိစိတ်ရှိလို့လားဆိုမဟုတ်ဘူးလူကစိတ်ထဲကပြောနေလို့ရှိရင်လူတဏ္ဍာကထွက်တဲ့ chemical တွေကလည်းအကောင်းကြီးထွက်တယ်။နောက်လူမှာအပြောင်းလဲရှိတယ်ဆိုတာသတိပဋ္ဌာန်ရင်မသိဘူးမသိနိုင်ကြဘူးပေါ့လူတွေမှာစိတ်ဆိုးနေတဲ့ထွက်တဲ့စိတ်ဆိုးနေတဲ့အချိန်ထွက်တဲ့လူရဲ့ခန္ဓာကိုယ်ကအမွေတွေနဲ့စိတ်ကြီးနေတဲ့အချိန်ထွက်တာနဲ့မတူဘူးတဲ့။နိုင်ငံသားလူတွေကတော့ကြံ့ကြံ့ဖန်ဖန်စားတယ်။ကမ္မထာအထုတ်နေတဲ့ပုဂ္ဂိုလ်ရဲ့အုံနောက်ဆက်နဲ့စမ်းပြီးတော့ဂျာယုကြည့်တယ်ကွန်ပျူတာနဲ့ကြည့်တယ်ဒီတိုင်းစိတ်လှုပ်ရှားနေတဲ့ပုဂ္ဂိုလ်ရဲ့အုံနောက်ကမ္မထာထိုင်နေတဲ့အိန္ဒိယနဲ့သာဝန်ကျင်ကြိုးပြုတယ်စိတ်ပူလောင်နေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့အုံနောက်ကိုစမ်းသပ်ကြည့်တဲ့အခါကျအဲ့ဒီလိုမလားအဲ့တော့လူတွေမှာစိတ်ပိုင်းဆိုင်ရာပြောင်းလဲသွားတာနဲ့တပြိုင်နက်ရုပ်ပိုင်းဆိုင်ရာပြောင်းလဲနေတယ်ဆိုတာထင်ရှားတယ်ကဲအဲ့ဒါလို့စမ်းသပ်လို့မှသိရတာဆိုတာတဲ့ကိုယ့်ဘာကိုယ်ပဲအနုမာတဉာဏ်လို့ခေါ်တယ်အနုမာတဉာဏ်နဲ့ကြည့်ကိုယ်ပဲစိတ်ဆိုးနေတဲ့စိတ်နဲ့သဂတိငြိမ်းချမ်းနေတဲ့စိတ်တစ်ခုရှိလာတဲ့အခါကိုယ်ရုပ်ပုံဟာဘယ်လိုနေသလဲစဉ်းစားကြည့်ဒေါသချက်နေတဲ့အချိန်ဖြစ်ပေါ်နေတဲ့ရုပ်စိတ်ကြီးပြီးတော့ပြောနေတဲ့အချိန်ဖြစ်ပေါ်နေတဲ့ရုပ်တူလားမတူလားမတူဘူးဆိုရင်ကျန်တာတွေလည်းမတူဘူးလို့ပဲမှတ်ရပါဟုတ်ကဲ့မတူဘူးအဲ့တော့ဒီလိုအခြေအနေအရရကိုပြောင်းလဲသွားစေနိုင်တဲ့တဘာဝတရားတွေကိုမသိဘူးလို့ဆိုလို့ရှိရင်ကိုယ့်ဘဝကြီးဟာဘယ်အကောင်းဖြစ်လာနိုင်မလို့နော်ဒါကြောင့်မလို့ကိုယ့်ဘဝကောင်းဖို့ရအတွက်အခြေခံပါလို့အပ်တယ်လို့ဆိုရင်မှန်ကန်တဲ့အမြင်တစ်ခုလိုအပ်တယ်အဲ့ဒီမှန်ကန်တဲ့အမြင်ဆိုတာငါဘာလုပ်တာငါဘာလုပ်ဆိုတာခြုံပြီးတော့ပြောတာငါပါတွေးငါအတွေးဟာငါနဲ့သက်ဆိုင်ငါပေါ်မှာတုံ့ပြန်နေတယ်ငါပါပါဇက်ကပြောတဲ့အပြောတွေကလည်းငါပေါ်မှာတုံ့ပြန်နေတယ်အဲ့ဒါကိုအင်္ဂလိပ်လိုတော့ responsible လို့ပြောတာပေါ့နော် responsible ကိုယ့်ရဲ့လုပ်ရက်တွေကလည်းကိုယ့်ပေါ်မှာတုံ့ပြန်တာလူတွေမှာ action လှုပ်ရှားမှု၃မျိုးရှိတယ်စိတ်ရဲ့လှုပ်ရှားမှုဒါတွေးတယ်လို့ပြောတာမနောကံစာလို့ပြောရင်ဒါမနောကံစိတ်ရဲ့လှုပ်ရှားမှုစိတ်ရဲ့ပြုမှုဝစီကံနှုတ်ရဲ့လှုပ်ရှားမှုနှုတ်ကပြောတာကာယကံကိုယ်ဒီလက်ရောက်လုံးမှုဆိုပြီး၃မျိုးရှိအဲ့ဒီ၃မျိုးဟာကိုယ့်ကိုယ်ဆန်းစစ်ရလိမ့်မယ်အဲ့ဒီ၃မျိုးဟာဘာတွေးဘာပြောဘာလုပ်ကိုယ်နဲ့ဆိုင်အဲ့တော့လူဖြစ်ကျွန်းနဲ့အောင်အတွေးရဘယ်လိုအတွေးမျိုးတွေးရလူဖြစ်ကျွန်းနဲ့အောင်အပြောရရောဘာမျိုးပြောရအောင်လူဖြစ်ကျွန်းနဲ့အောင်လှုပ်တဲ့အခါရောဘာလုပ်ရမလဲမစင်စားတဲ့ဘူးလေကိုကြိုက်တာတွေကိုလှုပ်နေကိုကြိုက်တာတွေကိုတွေးကိုကြိုက်တယ်လို့ကိုပြောကာယကံကိုဒီလက်ရောက်လုံးမှုဆိုပြီး၃မျိုးရှိအဲ့ဒီ၃မျိုးဟာကိုယ့်ကိုဆန်းစစ်ရလိမ့်မယ်အဲ့ဒီ၃မျိုးဟာဘာတွေးဘာပြောဘာလုပ်ကိုယ်နဲ့ဆိုင်
အဲ့တော့လူဖြစ်ကျွန်းနဲ့အောင်အတွေးရဘယ်လိုအတွေးမျိုးတွေးရလူဖြစ်ကျွန်းနဲ့အောင်အပြောရရောဘာမျိုးပြောရလူဖြစ်ကျွန်းနဲ့အောင်လှုပ်တဲ့ခါရောဘာလှုပ်ရမလဲမစင်စားတဲ့မလို့အေးကိုကြိုက်တာတွေကိုလှုပ်နေကိုကြိုက်တာတွေကိုတွေးကိုကြိုက်တယ်လို့ကိုပြောစိတ်ရှိတိုင်းလှုပ်လို့ရှိရင်တော့ဒါလူဖြစ်ကျွန်းနဲ့မှာမဟုတ်ဘူးလူဖြစ်ကျွန်းမနဲ့နိုင်ဘူးအဲ့တော့မြတ်စွာဘုရားပေးထားတယ်လေဒုစရိုက်7ပါးသူစရိုက်7ပါးဆိုတာအတွေးနဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားကမတွေးနေတဲ့ဒီအတွေး၃မျိုးကိုတော့မတွေးလို့ရှိရင်လူဖြစ်ကျိုးမနှက်ဖြစ်လိမ့်မယ်တုတ်ပြန်လာလိမ့်မယ်ကိုစီမကောင်းတဲ့အတွေးဘာလို့ဆိုသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်ခြင်းနဲ့အတွေးစာပေလို့ပြောရင်အဘိဓါလို့ခေါ်အဘိဆိုတာသူများပစ္စည်းကိုဇာစိတ်ကူးတာရကျင်တဲ့စိတ်နဲ့စိတ်ကူးတယ်နော်သူများပစ္စည်းကိုကိုယ်ပိုင်ဆိုင်နေတယ်ဆိုတဲ့အတွေးဟာဘာဖြစ်စေတဲ့အတွေးတော့ခုခေတ်လိုပြောမှဆိုရင်တခိုးတည်းများဖြစ်စေတဲ့အတွေးမဖြစ်ပေဘူးနော်အဲ့ဒီအတွေးဟာအန္တရာယ်ရှိတဲ့အတွေးအကုသိုလ်အတွေးမနောကံမနောတုဆိုင်လို့ခေါ်တယ်အဲ့ဒီတွေးမျိုးတွေးတဲ့ပုဂ္ဂိုလ်ရဲ့တုံ့ပြန်ချက်ဟာလာလိုက်မကောင်းတာပဲလာပဲအကောင်းမလားဟုတ်ကဲ့ဒါအတွေးနဲ့ပတ်သက်လာလို့ရှင်သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုဆိုတဲ့အတွေးတွေးမိလို့ရှိရင်ဟာဒီအတွေးကပါနေတယ်ဒီအတွေးမျိုးမှမတွေးတဲ့ဘူးဒီအတွေးကိုရှောင်ရမယ်နောက်တစ်ခုအတွေးတစ်ခုကဇာပါဒဘာလို့ဆိုကိုယ်နဲ့မတည့်တဲ့လူတယောက်ကိုစိတ်ထဲကပေါ်လာတယ်ဟာဒီကောင်သိသွားရင်ကောင်းမှာပဲဒီကောင်စီးပွားတွေပြတ်သွားရင်ကောင်းမှာပဲဒီကောင်ဒုက္ခရောက်ထောင်ကျသွားကောင်းမှာပဲဟာဒီကောင်ဒုက္ခအကြီးကျယ်ရောက်သွားရင်ကောင်းမှာပဲဆိုတဲ့အတွေးမျိုးတွေမတွေးကြဘူးလားတချို့လူတွေတွေးတယ်အဲ့ဒီအတွေးကဇာပါဒတွေးလို့ခေါ်တယ်အဲ့ဒီအတွေးမျိုးတွေးတဲ့ပုဂ္ဂိုလ်တဏ္ဍာဘယ်တော့မှကောင်းမလားဘူးမကောင်းတဲ့အတွေးအဲ့ဒီအတွေးကိုလည်းရှောင်ရှားဖို့လိုတယ်မတွေးမိစေနဲ့လူဖြစ်ကျိုးနှက်ဖို့ရအတွက်အဲ့ဒီအတွေးမျိုးမတွေးမိစေနဲ့တဲ့နောက်တစ်ခုကမိစ္ဆာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိဆိုတာခေါင်းပြောတဲ့အကြံမျိုးအမြင်မျိုးမရှိဘူးကိုလှုပ်တာကိုနဲ့ဆိုင်တယ်လို့မရှိဘူးအေးတချို့ကတွေးကြတယ်ကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူးကွာမကောင်းတာလုပ်လဲကောင်းတာတွေဖြစ်နေမကောင်းတဲ့ကောင်တွေကြီးပွားနေတာလည်းရှိတာပဲကောင်းတဲ့ကောင်တွေဆိုပြီးတော့ကံကိုမျက်စိလဲပြီးတော့မကောင်းတာလုပ်လို့ကြီးပွားတယ်လို့ထင်နေတာမဟုတ်ဘူးသူတစ်ချိန်လုံးကကောင်းခဲ့တာတွေကိုသူခံစားနေရတာမကောင်းတာလုပ်ပြီးဒီဘဝကြီးပွားနေလို့ချင်းတစ်ချိန်လုံးကကောင်းတာတွေရဲ့အကျိုးကိုသူခံစားနေရတယ်လို့လူဆွဲဟုတ်ကဲ့ကိုကအခုမှကောင်းတာတွေလုပ်တာအခုမှကိုကတည်းပဲဆိုင်တာတည်းအသေးစားပါမလားကောင်းတာကိုကမှခုမှလုပ်တာကိုကအတိတ်ကဘလောက်မကောင်းတာတွေလုပ်ခဲ့မှမသိဘူးဆရာတော်ကြီးတို့ကပြောတယ်ကျောင်းမှာတခိုးခိုးခံရတဲ့ဆရာတော်ကြီးကဘာပြောစီတိတ်နေကြမပြောကြနဲ့တဲ့တို့အတိတ်ကနေမကောင်းတာတွေပေါ်ကုန်ပြီအဆရာတော်ကြီးပြောလို့ရင်တိတ်ပဲပါတော့ဆိုဟိုဘွားတော့ငါတို့သူများပစ္စည်းခိုးခဲ့တယ်ဒါမို့ငါအခိုးခံအဲ့လူမသိစေနဲ့ရှက်ဆရာကြီးလို့ပြောဟုတ်ကဲ့အဲ့တော့ဒါတွေကကံရဲ့ပုံရိပ်တွေပေါ်နေတာကံရဲ့ပုံရိပ်တွေပေါ်တာအဲ့ဒါကြောင့်မို့လို့မှန်ကန်တဲ့တွေးကံဆိုတာရှိတယ်ကံကိုညင်းပယ်တဲ့အတွေးမျိုးတွေးမိလို့ရှိရင်ခုနမိစ္ဆာဒိဋ္ဌိဆိုတာကံကိုညင်းပယ်တဲ့ဒီအကရိယာဒိဋ္ဌိလို့ခေါ်တယ်ကုသိုလ်ဆိုတာမရှိပါဘူးအကုသိုလ်ဆိုတာမရှိပါဘူးဆိုတဲ့ညင်းပယ်တဲ့ဝါဒအကရိယာဝါဒလို့ခေါ်တယ်အကရိယာဝါဒဆိုကံကိုလုံးဝမယုံဘူးလက်မခံဘူးနောက်နတ္ထိကဝါဒဆိုတာကံရဲ့အကျိုးတရားကိုလက်မခံဘူးမကောင်းတာလုပ်လဲမကောင်းတာမဖြစ်ဘူးကောင်းတာလုပ်လဲကောင်းတာမဖြစ်ဘူးဆိုပြီးအကျိုးတရားကိုညှင်းပယ်တဲ့ဝါဒနောက်တစ်ခုအဟိတုကဝါဒဆိုတာအကြောင်းတရားကိုညှင်းပယ်ကောင်းလိုက်လို့ရှိရင်ကံနဲ့ကံရဲ့အကျိုးကိုညှင်းပယ်တဲ့ပုဂ္ဂိုလ်ဟာမိစ္ဆာဒိဋ္ဌိပဲတဲ့ဒီအဲ့ဒါလို့မိစ္ဆာအယူဝါဒရှိတဲ့ပုဂ္ဂိုလ်တယောက်ဒီတဲ့နတ်ပြည်တောင်မရောက်နိုင်ဘူးကောင်းရသူတွေမရောက်နိုင်ဘူးတဲ့သူသွားရမဲ့လမ်းစဉ်ကတော့အပယ်လေးပုံပဲဒါတော့စိတ်ချဘာဖြစ်လို့လဲဆိုတော့ तू က
ကံကိုညင်းပယ်ထားမှ तू လှုပ်ချင်လှုပ်တော့မှာလေလှုပ်ချင်ရလို့ဆိုကြတဲ့ကလူတွေကဘာတွေကိုလှုပ်ချင်တာတော့ဆိုလို့ရှိရင်မကောင်းတာပဲလှုပ်ချင်နေများတယ်လေအဲ့တော့ तू လှုပ်ချင်ရလှုပ်တော့မယ်လူဆိုတာအထင်းကလေးနဲ့နေရအထင်းကလေးရှိရတယ်အထင်းကလေးမရှိဘူးဆိုရင်လှုပ်ချင်ရလှုပ်ဆိုလို့ရှိရင်မကောင်းတာပဲလှုပ်ကြမှာပဲမကောင်းတာပဲအလုပ်များမယ်လေကောင်းတာဆိုတာရေးစမ်းလှောနေရတဲ့အထက်ဆက်နေရတဲ့ရေးစမ်းဆိုတာတွားရခက်တဲ့နေရာခုပေါ့နော်မကောင်းတာလုပ်တဲ့ဆိုတာရေးစုံလွယ်တယ်ညှောချလိုက်အောင်မယ်ဒါကြောင့်မို့လို့အတွေးနဲ့ပတ်သက်လာလို့ရှိရင်ခုနပြောတဲ့အတွေးတွေစတွေးနေအတွေးကြီးတွေးမိပြီဆိုလို့ရှိရင်ကိုယ်တဏ္ဍာမှာအဲ့ဒါတွေကကိုယ့်ရဲ့စိတ်အစဉ်ထဲမှာကိန်းဝတ်ပါစိတ်အစဉ်ထဲမှာကိန်းဝတ်သွားလို့ရှိရင်ကိန်းသွားတယ်ဆိုတဲ့အတိတ်တွေကအကြောင်းရှိရင်ပေါ်လာတယ်ပြီးပြောနော်ကဲပေါ်တယ်ဆိုတာနဲ့ပတ်သက်ပြီးကိုယ့်ကိုတွေးကြည့်တာတခါတရံကျတော့ဟိုငယ်ငယ်တုန်းကအကြောင်းအရာတွေပေါ်မလာဘူးလားဟုတ်ဒီပျောက်သွားတာမဟုတ်ဘူးဆိုတာသိကြတယ်နော်ကံကနဲ့အဲ့လိုပေါ်လာလိမ့်မယ်အဲ့ဒီလိုပေါ်လာတာ accumulate ဖြစ်တယ်လို့ခေါ်ခုခေတ်စကားနဲ့ဆို online ပေါ့ online ဖြစ်နေတာအဲ့ဒါအကျိုးပေးတာချင်းအကျိုးပေးမှသူကပျောက်မသွားဘူးအဲ့ဒါကြောင့်မလို့ခုနစိတ်အတွေး၃မျိုးမတွေးမိဖို့ပဲအဲ့တော့မတွေးနဲ့ဆိုဘာတွေးရမှာတော့တပည့်တော်တို့ဘာတွေးရမှာတော့ဆိုသူများပစ္စည်းကိုရလို့တဲ့အတွေးနဲ့မတွေးနဲ့တဲ့တရားသဖြင့်ရတဲ့ကိုယ်ပစ္စည်းကိုသာကိုလိုချင်တဲ့အတွေးပဲရှိရမယ်သူများကိုပစ္စည်းစီလိုတဲ့အတွေးနဲ့မတွေးနဲ့တဲ့ကြီးပွားကြပါစေချမ်းသာကြပါစေရှင်ပြေကြပါစေဆိုတဲ့အတွေးပဲတွေးပါတဲ့အဲ့ဒါကိုမေတ္တာအတွေးလို့ခေါ်တယ်နော်အဲ့ဒီအတွေးမျိုးနဲ့သာထိုးရပြီးတော့မှန်ကန်တဲ့မိစ္ဆာဒိဋ္ဌိကိုဖယ်ရှားမယ်ဆိုတော့ဘယ်လိုအမြင်မျိုးမြင်ရမှာတော့ဆိုရင်အစကပြောရတဲ့ကာမတက္ကတာဒိဋ္ဌိကိုလှုပ်တာကိုပဲဆိုင်နေကောင်းတာလှုပ်လို့ဆိုးတာလှုပ်လို့ငါပဲအမွေခံရမယ်ဆိုတဲ့အမြင်ရှိပါစေဟောအဲ့ဒါဆိုလို့ရှိရင်အတွေးနဲ့ပတ်သက်လာမှန်ကန်သွားပြီနော်ကဲအတွေးနဲ့ပတ်သက်လာမှန်ကန်သွားလို့ရှိရင်အပြောနဲ့ပတ်သက်ပြီးတော့လည်းမှန်ကန်ဖို့လိုအပ်သေးတယ်ပြောတဲ့အခါမှာလိမ့်မပြောအောင်လိမ့်နေဆိုတာဘာလို့ဆိုရင်ဖြစ်နေတာကတခြားပြောတာတခြားသိရတဲ့ကိုတကယ်သိထားတဲ့အကြောင်းအရာတစ်ခုပြောတာကတစ်ခုဖုံးကွယ်ပြီးတော့ပြောတာနော်မုတာတိသဗုဒ္ဓဝတ္ထုတကယ်မဖြစ်တဲ့ဟာကိုအဖြစ်လုပ်ပြီးတော့ပြောရင်လိမ့်နေခေါ်ပေါ့ဟုတ်ကဲ့ဒါကအပြောနဲ့ပတ်သက်ပြီးထိုက်တဲ့ရမယ့်ဟာတစ်ခုနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်တယောက်နဲ့ဆရာမတက်အောင်ဂုံးမတိုက်နဲ့အဲဆရာနဲ့တယောက်မတက်အောင်ဂုံးတိုက်ပြီးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဒီဘဝမှာလည်းဒုက္ခရောက်တယ်နောက်ဘဝကြာလို့ရှိရင်လည်းသားတဲ့ကွယ်မရတဲ့ကွယ်အချင်းချင်းရန်ဖြစ်လို့မိသားစုအတွင်းဘယ်တော့မှမတက်အဲ့ကိုပြဿနာတွေနဲ့မရှိဘူးလားတချို့အိမ်တော်တွေအဲ့ဒါမျိုးရှိတယ်နော်သူများတွေမတက်အောင်လုပ်ခဲ့တဲ့အတွက်ကြောင့်သူ့တဲ့တဲ့လူလည်းတရားဝင်မရှိဘူးအမြဲတမ်းကွဲပြဲနေတာပဲဟောကံရဲ့ပုံရိပ်ကြီးနားနေတာအမြဲတမ်းအဲ့ဒါလို့မလုပ်ဘူးဆိုလို့ရှိရင်သူကတယောက်နဲ့တယောက်ကွဲအောင်မတိုက်ဘူးကွဲနေတဲ့ပုဂ္ဂိုလ်တောင်မှစိတ်ဆက်စကားပြောပေးတယ်ညီညွတ်အောင်လုပ်ပေးတယ်ညီညွတ်တဲ့ပုဂ္ဂိုလ်တွေပိုးညီညွတ်အောင်လုပ်တယ်တယောက်နဲ့တယောက်မတည့်တဲ့အပြောမျိုးဆိုရှောင်းနေတဲ့အောင်လုပ်ပေးတယ်ဂုံးတိုက်တဲ့စကားပြောလို့ရှိရင်အပင်ငယ်ကြတဲ့အပြင်လူဖြစ်လာရင်လည်းမကောင်းတဲ့ပုံရိပ်တွေပေါ်လာတာပဲဒါကြောင့်မို့လို့ပြောတဲ့အခါမှာသူများတွေမတက်အောင်ပြောတဲ့အပြောမျိုးကိုရှောင်ပါအင်္ဂလိပ်လို backbite လို့ခေါ်နောက်ကျောကနေကတ်တိုက်နော် backbite or slander အဲ့ဒါမျိုးမပြောနဲ့ဣတုနာဝါစာတယောက်နဲ့တယောက်ချစ်ခင်မှုတွေတယောက်နဲ့တယောက်ခင်မင်မှုတွေစိတ်သုံးတော့မလုပ်ကောင်းဘူးတဲ့အဲ့ဒါလို့လုပ်လို့ရှိရင်ကိုဟာခင်မင်မှုစိတ်သုံးခံရတဲ့ပုဂ္ဂိုလ်ဖြစ်မယ်နောက်တစ်ခုကဘာလို့ဆိုရင်စကားပြောလို့ရှိရင်ချမ်းတဲ့စကားမပြောရဘူးတဲ့ဆဲတာလေးပါလိမ့်တချို့ကနှုတ်ကြီးကိုကျိုးနေတယ်နော်မကြောက်မနာတာဆဲဆိုပြီးတော့ပြောကြတယ်တာမန်တာအောင်းမိတ်မနေနဲ့အဲ့ဒီဆဲတဲ့ပုဂ္ဂိုလ်ဟာ
နော်ဆဲတဲ့ပုဂ္ဂိုလ်ကကိုယ်လည်းစိတ်ချမ်းတယ်လားတဲ့ချမ်းတဲ့လူတွေလည်းစိတ်ချမ်းစိတ်ကိုချမ်းတမ်းသွားစေတတ်တယ်ဒါကြောင့်မို့လို့ဆဲရီတိုင်းထွာတဲ့ပရုသဝါစာစကားမျိုးကိုမပြောရဘူးတဲ့မပြောရမလို့ကျင်နာတဲ့စကားခင်မင်ပွဲရကောင်းတဲ့စကားချိုးတာတဲ့စကားဒီလိုဟာမျိုးပြောရမယ်အကျိုးရှိတဲ့စကားမျိုးပြောတော့ပြောကြတာပဲလူတွေကနှုတ်ချိုရှိုးတပါးဆိုသို့တော်လည်းပဲချိုးချိုးသားသားမပြောချင်ညာဘူးဘာလို့မပြောချင်လို့ဆိုကွင်းကဒေါသရှိတယ်ဟုတ်တော့ပြောတာငါစိတ်ကြိုတယ်မပြောချင်ဘူးဟုတ်လားစိတ်ကတိုးနေတဲ့အခါကျတော့ဘယ်တော့မှချိုးချိုးသားသားမပြောမိဘူးအဲ့ချိုးသားတဲ့စကားကိုကြိုးစားပြီးတော့ပြောရမြတ်စွာဘုရားပဲအလောင်းတော်ကြီးကပါမီဖြည့်တဲ့အချိန်တုန်းကသူများကိုဂုံးမတိုက်ခဲ့ဘူးကွဲနေတဲ့သူတွေကိုညီညွတ်အောင်လိုက်လုပ်ပေးတယ်ညီညွတ်တဲ့ပုဂ္ဂိုလ်တွေကိုညီညွတ်အောင်အားပေးတယ်အဲ့လိုလုပ်လို့မြတ်စွာဘုရားကပါရမီပုံရိပ်အနေနဲ့ဘဝမှတ်တစိတ်တွေဘာတွေပေါ်လာတော့ဆိုရင်ဘုရားမှာဆိုလို့ရှိရင်လူတွေမှာသွားမှတစ်ချောင်းရှိတယ်32ချောင်းရှိတယ်ဟုတ်ကဲ့32ချောင်းရှိတယ်ဖះကြတော့အချောင်း40သွားအပေါ်က20အောက်က20သွားတော့40ဘာဖြစ်လို့တော့ဆိုခုနသူများကိုဂုံးမတိုက်ခဲ့တာဒါပြင်လူတွေရဲ့ကြည့်ရတယ်တော့ဂုံးတိုက်မှုမရှောင်ခဲ့လို့32ချောင်းပဲရတယ်လို့အောင်းမိရနော်ကဲကို့အတိတ်ဘဝကိုယ့်ကိုပြန်ကြည့်တော့မဟုတ်သေးဘူးကို့သွားကိုပြန်ကြည့်ဟိုဘဝတော့ဒါမလုပ်ခဲ့ဘူးဒီကုသိုလ်မရှိခဲ့ဟုတ်ကဲ့အဲ့တော့ဒီကုသိုလ်ချိုးစားလုပ်ပြရသုဒ္ဓဝါစာကျမ်းတဲ့စကားကိုပြောတယ်ဆဲတယ်ရေးတယ်မကြောက်မနာတာတွေပြောတယ်ဆိုအဲ့ဒီပုဂ္ဂိုလ်ကဘယ်တော့မှသူဟာစိတ်မွေးတဲ့အပန်ကြားရတယ်လို့မရှိဘူးတဲ့နာမချမ်းသာဆရာတွေကြီးပဲကြားမယ်ဘယ်ဘဝမှာနေသူကချိုးသားတဲ့စကားတခါတော့မိသားစုတခုတွေ့ဘူးတယ်တဦးတွေ့ဘူးတယ်တဲ့အိမ်လုံးဟာပြောချမ်းနော်အမေလုံးတဲ့လူကလည်းတာပြောလိုက်ရင်ချိုးချိုးသားသားပြောတယ်ခါမကြဘူးဆဲနေတာဆဲပြီးတော့ပြောနေဒါရိုးရိုးတန်းတန်းစိတ်ဆိုးတာမဟုတ်သေးဘူးနော်သမင်းကျွေးတာတော့မှပဲကဲစားဟဲ့အော်နာဝန်ကြတော့ဘာလို့ဆဲဆိုပြီးတော့ကျွေးတာအချို့ဟာအကျင့်ကြီးပါပြီးတော့နော်အဲ့ဒီမပြင်လို့မရဘူးဆိုမဟုတ်ပြင်လို့ရပြင်ရဖုဒ္ဓဝါစာမပြောမိအောင်နေရကိုဒီတမိုင်းတော့လူဆိုတာအလုပ်တစ်ခုကိုအောင်မြင်မြင်လုပ်ဖို့ရအတွက်ဘာတွေလိုအပ်တုံလို့ဆိုလို့ရှိရင်နံပါတ်1ကယုံကြည်ချက်တတ်တာရှိရမယ်နော်ယုံကြည်ချက်တတ်တာရှိရမယ်နံပါတ်2ကကြိုးစားမှုလောလဝိရိယရှိရမယ်ယုံကြည်ချက်မရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ကမအောင်မြင်ဘူးကြိုးစားမှုမရှိတဲ့ပုဂ္ဂိုလ်ကလည်းမအောင်မြင်ဘူးနောက်ပြီးတော့တည်ငြိမ်မှုတမာတိဆိုတာလည်းရှိရရှိပါနောက်တစ်ခုကပညာဆိုတာရှိရအဲ့ဒါတွေမရှိလို့ရှိရင်ဒီပုဂ္ဂိုလ်ကဘယ်လိုမှမအောင်ဘူးတဲ့နောက်ပြီးတော့တတိထားတတ်မှုရှိတယ်တတိထားခဏတွေးမျိုးတွေမတွေးမိဖို့တတိထားမယ်တွေးရမယ်အတွေးမျိုးတွေးတတ်ဖို့တတိထားမယ်မပြောရမယ့်စကားမျိုးကိုတတိထားမယ်ပြောရမယ့်စကားမျိုးကိုတတိထားပြောရမယ်ရှိပြီဒါတွေရှောင်လို့ရတာပဲမူဇာဝါဒရှောင်ရမယ်မှန်တာပဲပြောရမယ်ဒီသူများဂုံးတိုက်တာမပြောရဘူးတရားနဲ့တရားညီညွတ်အောင်သာလုပ်ရမယ်ဆဲရည်တဲ့ရိုင်းကြတဲ့စကားမသုံးရဘူးချိုးတာတဲ့စကားပဲသုံးရမယ်နောက်တစ်ခုကတမ္ပပလာပအကျိုးမဲ့စကားတွေပြောတယ်အချိန်ခါမဟုတ်တဲ့စကားတွေပြောတယ်အကျိုးမရှိတဲ့စကားတွေပြောတယ်တမ္ပပလာပပိန်ချင်းသောစကားဆိုတာကြည့်လေစဘာပင်များအဲထဲမှာအဆံမထည့်ဘူးဆိုလို့ရှိရင်ပိန်မနေဘူးလားအဲ့ဒါလို့ဘာမှအနှစ်မရှိတဲ့စကားမျိုးတွေကိုအဲ့ဒါတမ္ပပလာပလို့ခေါ်အဲ့ဒါမျိုးလည်းပဲရှောင်ရတယ်တဲ့ပြောပြီးဆိုရင်ကျိုးရှိတာဟိုပဲပြောမယ်ကောင်းတာကိုပြောမယ်ဒီဘဝအကျိုးရှိရမယ်စီးပွားရေးအတွက်ကျိုးရှိရမယ်ပညာရေးအတွက်ကျိုးရှိရမယ်လူမှုရေးအတွက်ကျိုးရှိရမယ်မိသားစုအတွက်ကျိုးရှိရမယ်ပတ်ဝန်းကျင်အတွက်ကျိုးရှိရကျိုးရှိတဲ့စကားမျိုးကိုပြောအောင်ဒါအောင်ဆုံးအဲ့တော့အပြောနဲ့ပတ်သက်ပြီးတော့အခုလို့ဒီ၃မျိုးကိုရှောင်လိုက်ပြီဆိုလို့ရှိရင်ဒါသမ္မာဝါစာဖြစ်တယ်သမ္မာဝါစာဖြစ်လာလို့လူဖြစ်ကျိုးနတ်ပြီလို့ပြောနိုင်တယ်တရားလူဖြစ်ရကျိုးနတ်
ကဲနောက်တစ်ခုအလုံးနဲ့ပတ်သက်လာချင်တော့ဘာတွေရှောင်ရမှာတော့ရှိပါဠိပါဒသူများအသက်တတ်တာကိုရှောင်ရမယ်ရှောင်နေဆိုတာဘာကောင်မှမတတ်ဘူးဆိုတာကိုယ်လာကြိုက်တဲ့ချင်းလေးစဘိုးလေးအစားပြီးမတတ်တာဘူးဖြောင်းဟုတ်ကဲ့ကျွန်တော်များများဘုန်းကြီးတို့တွေ့ဒီပြနေရာတွေဘလောက်ကောင်းကောင်းချင်းကလေးတွေကြတော့လက်ဝါးကြားထဲမှာပဲအသက်ထွက်သွားတာတွေများတယ်ဖတ်ခနဲ့ရိုက်ကြတာနော်ခုခေတ်ဆိုသားဆိုးသေးတယ်ဘာတော့လျှက်စစ်နဲ့ဟိုရက်တောင်နေနဲ့ချက်ခနဲ့ချနေကြတာပဲအဲ့ဒီလားချက်တော့ကြောက်စရာကောင်းတဲ့ဟာပဲဒါနော်ဒီခေါ်လေးတွေအသက်လက်သိရှိတာမဟုတ်ခဏနေသေးကြမှာမောင်းထုတ်လိုက်ပြီးရောခြံအောင်နဲ့ဝင်နေလိုက်ဘောချိန်ကတ်နေတယ်သူတို့မလာအောင်လေးချင်းသေးလေးပါလေးထွန်းထားလိုက်လဲမလာဘူးပေါ့ဒီလိုလွယ်လွယ်ကူနဲ့တတ်တဲ့ခါဖေဒီပါဏာတိပါဒံလွတ်တယ်လို့ပြောနေအဲ့လိုကိုမှုနဲ့ပတ်သက်လာလို့ရှိရင်ကိုယ့်ရဲ့လက်နဲ့ဘယ်သူမှအသက်မထွက်စေပါနဲ့ဂျာရှောင်းဟာကိုယ့်လက်နဲ့ဘယ်သူမှမသိစေဘူးဘယ်တတ်တော်မှကိုယ့်လက်နဲ့သိတာမျိုးမဖြစ်စေရကိုယ့်လက်နဲ့မသိဘူးဆိုရင်မင်းဘယ်သူတတ်လိုက်စားလို့ခိုင်းရင်လည်းတူတူပဲတော့အဲ့တတ်တာကိုသဘောကျရင်လည်းတူတူပဲချီးမွမ်းရင်လည်းတူတူပဲတချို့ကပါတယ်ကိုမလို့ချင်တော့သူများခိုင်းတူတူပဲအဲ့ဒါနော်ကိုယ်တိုင်တိုက်တွန်းချီးမွမ်းစိတ်တူတဲ့ဒါတော့အကုသိုလ်ဖြစ်တတ်တယ်ဘယ်နှမျိုးရှောင်ကဲမရှောင်နိုင်ဘူးဆိုရင်ကံရဲ့ပုံရိပ်တွေဘာတွေလာတော့ယောဂများတယ်ငယ်ငယ်ရွယ်နဲ့သေတယ်ဟောတချို့ကြည့်လေမွေးလာကြတဲ့ရှေးကန်းနဲ့ဆရာဝန်နဲ့သွားနေရဟုတ်လားမွေးလာကြတဲ့ယောဂါနဲ့မွေးလာကြတဲ့တချို့မျက်စိတစ်ဖက်ပါမလားမွေးလာကြတဲ့လက်တစ်ဖက်ပါမလားမွေးလာကြတဲ့နှကန်းကွဲတာလေဆရာဝန်တွေကတော့ပြောမှာဗတ်ချက်လို့နှကန်းကွဲတယ်ဆိုရင်ဗတ်ချက်လို့တာကဘာကြောင့်လဲဆိုရင်ကံရဲ့ပုံရိပ်ပဲအဲ့ဒါတော့ဟုတ်ကဲ့သူများတွေပါမကွဲပဲသူ့ကြမှာလာကွဲတယ်ဆိုဗတ်ချက်လို့ပြောစရာမလိုကံရဲ့ပုံရိပ်ရှိတယ်ပေါ့နော်အဲ့ဒါမျိုးဒီဖြစ်လာနိုင်မယ်အဲ့ဒါပါဏာတိပါဒကံအကျိုးဆက်တွေကြောင့်ရုပ်ပြည့်စုံပြည့်ဖြစ်လာတတ်တယ်နောက်တစ်ခုအာတိနာဒါနသူများပစ္စည်းကိုယူတယ်ခိုးတယ်လို့ပဲပါတယ်ပြန်တယ်ခိုးတာဆိုတာအမျိုးမျိုးရှိတယ်တဲ့နော်ကြည့်ဈေးရောင်းဈေးဝယ်လုပ်တဲ့အခါကျတော့ကြောက်ရောင်းတဲ့သူကလည်းကြောက်အတုနဲ့အစစ်နဲ့ရောရောင်းတာမျိုးတို့ဟုတ်လားကိုကြိုက်တဲ့ဈေးပြောရောင်းတာတော့ရပါတယ်အတုမရောင်းအောင်အခုဆိုဗမာပြည်ပါဈေးတွေအတုရောင်းတာရန်ကုန်မှာဈေးဆိုင်တွေကပြောတာကြားအတုရောင်းတာတွေအများကြီးပဲတိတ်ကြောက်ဆက်ကောင်းတကယ်ရောင်းနေကြတာတော့တလောကဘုန်းကြီးကမင်္ဂလာဈေးကဈေးဆိုင်ကတကားလာရှောင်သူစီလည်းလာတယ်တဲ့အတုတွေသူကတော့အဲ့ဒါမလုပ်ဘူးတဲ့အဲ့ဒါလို့အတုရောင်းတာတွေအများကြီးပဲအခုဘယင် PDI ပေါ့ဘာပလက်ဆိုတဲ့ဆေးတွေမထုတ်ဘူးခုရောင်းနေတာတွေအတုတွေပဲကောင်းတယ်အဲ့ဒါလို့လှုပ်ရှားမျိုးတွေဟာစာကြတော့ခဏပြောတယ်ခိုးတဲ့ထဲမှာပါတယ်ဒါကြီးနော်ခိုးတဲ့ထဲမှာပါတယ်အဲ့တော့တချို့ကပြောကြတယ်ဒီသစ္စည်းတစ်ခုကိုရောင်းလို့ကိုတင်ပြီးတော့ဈေးတင်ပြီးတော့ရောင်းတာအပြစ်ရှိလားဆိုဈေးကတော့ကိုကြိုက်တဲ့ဈေးကိုပြောရောင်းလို့ရတယ်လေသို့တော့မပြောနဲ့ဒီပစ္စည်းလေးကဥမာမဲ့1000ပေးထားရတယ်ပေးရတာ900ပေးထားတာကို1000ပေးထားရတယ်လို့မပြောနဲ့အဲ့ဒါတော့လိန်တာပေါ့အဲ့လိုတော့မပြောနဲ့ပေါ့ဘလောက်ပေးရတယ်ပါမပြောရင်ပြောကိုရောင်းနိုင်တာတော့ဒါပဲရောင်းနိုင်တယ်ဒီတဲ့ရှော့မပေးအောင်ပြောခွင့်ရှိပါတယ်ဒါနဲ့ငယ်ရင်မရှိဟုတ်ကဲ့ရောင်းတဲ့လူနဲ့ဝယ်တဲ့လူကြိုက်လို့ရှိရင်ဒါသူကလည်းသူကြိုက်လို့ဝယ်တာလေသို့တော့သူ့ကိုအစစ်နဲ့ရောမရောင်းနဲ့မကောင်းတာကိုကောင်းတဲ့ထဲကောင်းတဲ့ထဲကိုမကောင်းတာထဲမရောင်းနဲ့ဒါဆိုရင်အပြစ်မရှိအဲ့ဒါလို့လုပ်ရင်တော့အပြစ်ရှိစေဒါခိုးတာယနေ့ပဲเนาะပြီးတော့စီတို့ကတော့ရောင်းရင်ဖိတ်တာမပြေဘူးဆိုရင်ဒါခိုးတာပြည့်ရမယ်အလေးချိန်ပြည့်ရမယ်ချိန်စင်းလဲတင်းစင်းလဲဒါမျိုးတွေမလုပ်ရဘူးတဲ့အဲ့ဒါမျိုးတွေလုပ်ပြီးတော့ဆိုလို့ရှိရင်တော့အရိဏဒါနမလွတ်ဘူးပေါ့အဲ့တော့မှန်ကန်ကန်ရောင်းဝယ်တာတမန်အာစီဝရောင်းဝယ်စားတော့တာမှန်တယ်မှန်ကန်တဲ့နည်းနဲ့ရောင်းလို့ရ
ကုသိုလ်ရသေးတယ်မှန်မှန်ကန်ကန်ဟောဒီဟာကမကောင်းဘူးဒါကဈေးညံ့တယ်ဒါကဘလောက်ပဲတန်တာကိုဘက်ကဟာကကောင်းတယ်ဟောကောင်းတာမကောင်းတာပြောလို့ရအဲ့လိုပြောင်းပြီးပြောပြီးတော့မှန်မှန်ကန်ဟိုဒါနဲ့ဒါတူတူပါပဲဥပမာပဲဈေးညံ့တဲ့ဟာအရေးချင်းမရှိတဲ့မကောင်းတဲ့ဟာကိုအရေးသွေးမကောင်းတဲ့ဟာကိုကောင်းတဲ့ဟာနဲ့ရောပြီးဒါလည်းတူတူပဲဆိုပြီးတော့ရောင်းရင်တော့ပြည့်ရှိတာပေါ့အဲ့လိုတော့အဲ့တော့ဆိုလိုရင်းကတော့အယောင်းဝယ်လုပ်တဲ့နေရာမှာရိုးသားမှုလိုအပ်တယ်ပေါ့ရိုးသားမှုလိုအပ်တယ်ရိုးသားသားနဲ့စီးပွားရှာတယ်အမှန်တိုင်းစီးပွားရှာတယ်ပေါ့အဲ့ဒါမျိုးကတော့အပြစ်မရှိပါဘူးရိုးသားတဲ့မရိုးသားဘူးဆိုတော့သူသိကိုသိတယ်ပဲဒါကိုသိတယ်ဖိစားကိုစိတ်ချက်ကမရိုးသားတဲ့မရိုးသားဘူးဆိုတော့ကိုသိတယ်အေးဒါကြောင့်အဒိဏဒါနဆိုတာသူကခိုးမှကြိုက်မှအဒိဏဒါနမဟုတ်ဘူးအခုလို့မမှန်မကန်လှုပ်တာတွေမှန်တယ်ညဖစ္စည်းရတဲ့ပတ်သက်ပြီးမမှန်မကန်လှုပ်တာမှန်တယ်ညအဒိဏဒါနထဲမှာပါအဲ့ဒါလို့ဖြစ်ရင်ဘာဖြစ်တတ်လဲကံရဲ့ပုံရိပ်တွေကလုံးသမျှတွေကလွဲပြီးတော့ကိုယ့်ပစ္စည်းခဏခဏဆုံးရှုံးနေတယ်မိလောင်လက်တဲလည်းပါတယ်ရေမြောတဲ့ထဲပါတယ်ခိုးခံရတဲ့ဟောစသဖြင့်ဒီလိုဟာတွေကဒါကံရဲ့ပုံရိပ်တွေလာတာပဲနော်ဒီဒါကြောင့်မလို့လောက်တဲ့အခါမှာလည်းပဲအကျိုးရှိတဲ့အလုပ်ကိုလုပ်တယ်ဒါကြောင့်မို့အဒိဏဒါနသူရမပေးတဲ့ပစ္စည်းဆိုရင်မယူပေးတာကိုပဲယူတယ်ကိုယ်စိတ်လေးကတန့်ရှင်းတယ်စင်ကြယ်တယ်ဆိုတဲ့စိတ်နဲ့အယောင်းဝယ်လုပ်ပြီးတော့သုံးကြတယ်ကစားကြအပြစ်မရှိဘူးဒီဟာကနော်ကောင်းပြီနောက်တစ်ခုကပါတော့ဆိုရင်ကာမေတုမိစ္ဆာစာကာမေတုမိစ္ဆာတာရဆိုတာဒီကာမကိစ္စနဲ့ပတ်သက်ပြီးတော့မှားမှားယွင်းယွင်းလုပ်တာမျိုးတွေပေါ့အဲ့ဒီမှားမှားယွင်းယွင်းကာမေတုမိစ္ဆာဆိုတာကံမျိုးကိုကျူးလွန်ပြီဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ကလူစင်မမီတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အားလုံးကမုန်းတိခံရတဲ့ပုဂ္ဂိုလ်အရက်ထဲမှာဆိုရင်ချင်ပတ်ပေါ့နော်လူတကာကအမြင်ကတ်ခံရတဲ့ပုဂ္ဂိုလ်မျိုးဒါအပေါ့ဆုံးအပြစ်အဲ့ဒီလိုဖြစ်တတ်တယ်အပင်ငယ်ကြတာတော့မပြောနဲ့ပေါ့နော်သူလို့ရင်လုံးသလောက်မကောင်းတဲ့ခါတွေကအကျိုးပေးခံအဲ့တော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်လူလောကရောက်လာရင်ကောင်းတဲ့အလုပ်နဲ့မကောင်းတဲ့အလုပ်ခုနပြောနံပါတ်1ကကံကံရဲ့အကျိုးကိုလက်ခံယုံကြည်မှုသိမြင်မှုဆိုတဲ့ကာမတက္ကရာဒိဋ္ဌိရှိတယ်ရှိပြီးတဲ့အခါမှာအကုသိုလ်တွေကိုမကောင်းတဲ့ဒုစရိုက်တွေကိုရှောင်တယ်ကောင်းတဲ့ဒုစရိုက်တွေကိုလုပ်တယ်ဒါတွေလုပ်နေလို့ရှိရင်ဒါလူဖြစ်ချိုးနတ်ပြီးလို့ပြောလို့ရနော်အကယ်၍ဒါလူဘဝရောက်လာပြီးတဲ့အခါမှာတွေးတာလည်းပဲတွေးချင်တယ်တွေးတယ်ပေါ့အပြစ်မကင်းတဲ့အတွေးတွေတွေးတယ်ပြောတဲ့အခါမှာလည်းအပြစ်မကင်းတဲ့အပြောတွေပြောတယ်လုပ်တဲ့အခါမှာလည်းအပြစ်မကင်းတဲ့အလုပ်တွေကိုလုပ်တယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကလူဖြစ်ချိုးမနှက်ဘူးတဲ့။ဘာဖြစ်လို့လဲဆိုရင်ဒီကံကအကျိုးပေးတဲ့အခါမှာ तू ကကြီးတဲ့နှိမ့်တဲ့ဘဝရောက်သွားလို့တယ်။ဒုက္ခရောက်ကြလိမ့်။အေးဒါကြောင့်မလို့လူဖြစ်ချိုးနှက်ပါလေဆိုတာအဲ့ဒါပြောတာနော်။အဲ့တော့လူဖြစ်ချိုးနှက်အောင်ဘယ်သူလုပ်ရမလို့ဆိုကိုယ်ပဲလုပ်ရအောင်။ဒါသူများကိုမေးစရာမလိုကိုယ်ပဲလုပ်ရမယ်။ဒါကြောင့်မို့လို့လူဘဝရောက်လာလို့ရှိရင်အတိတရားနဲ့တတိတရားပေါ့နော်အတိတရားနဲ့တတိတရားဆိုတာစာပေလိုပြောမယ်ဆိုရင်တတိတံပစင်ညပေါ့တတိဆိုတာငါကောင်းအောင်နေရမယ်ဒီအတွေးမျိုးမတွေးရဘူးဆိုတာတတိယရမယ်ဒီအပြောမျိုးငါမပြောရဘူးဆိုတာတတိယရမယ်ဒီအလုပ်မျိုးငါမလုပ်ရဘူးဆိုတာလည်းတတိယဒီအတွေးမျိုးကိုတွေးရမယ်ဒီအပြောမျိုးကိုပြောရမယ်ဒီအလုပ်မျိုးကိုလုပ်ရမယ်ဆိုတာကိုတတိထားတယ်ညဲတယ်အဲ့ဒါကသတိလို့ခေါ်တယ်တမ္ပတိညအတိတရားဆိုတာဘာလို့ဆိုလို့ရှိရင်ဒါလုံးလို့ရှိရင်မကောင်းတဲ့အကျိုးတွေလာနိုင်မယ်စဉ်းစားဆင်ခြင်ငါပြောနေတဲ့အပြောဟာအပြစ်ကင်းတဲ့အပြောလားအပြစ်ရှိတဲ့အပြောလားစဉ်းစားဟုတ်ကဲ့ငါတွေးနေတဲ့အတွေးဒီအပြစ်ရှိတဲ့အတွေးလားအပြစ်ကင်းတဲ့အတွေးလားကိုယ့်ကိုစဉ်းစားလာလိုက်ပါဟောစဉ်းစားစဉ်ဘာဖြစ်လဲသိလားအဲ့ဒါကအတိတရားအဲ့ဒီစတိတရားနဲ့အတိတရားအခြေခံအပြင်လူလောကမှာရှိနေပြီဆိုဒါတပိုင်းအပြင်ပြောမှဆိုရင်လူဖြစ်ချိုးနှပ်ပြီးလို့ပြောရနော်သို့တော့ကြီးတဲ့လူဖြစ်ချိုးနှပ်အောင်လုပ်လို့ရသေးလားလို့ဆိုရသေးတယ်အများကြီးရှိသေးတယ်ဒါကဖောင်ဒေးရှင်းပဲရှိသေးတယ်ဟုတ်ကဲ့
လူဘဝရလာလို့အရင်မရှုံးရုံပဲရှိသေးတယ်အမြတ်မရသေးဘူးနော်အမြတ်ရဖို့ကြတော့ဘာလို့ရမလဲအမြတ်ရဖို့ကြတော့သူ့တဲ့စင်တက်ရလိုက်အောင်မယ်ဘာတွေကိုနားလည်အောင်လုပ်ရမလို့ဆိုရင်လူဆိုတာကျုံနဲ့နှစ်ခုပေါင်းစပ်ထားတာတကယ်တော့သတ္တဝါဆိုတာမရှိဘူးသူဆိုတာလည်းမရှိဘူးငါဆိုတာလည်းမရှိဘူးယောက်ျားဆိုတာလည်းမိန်းမဆိုတာလည်းအပေါ်ယံနာမည်လေးတွေပေးထားတာတကယ်တော့လူတိုင်းမှာတကယ်ရှိနေတာယုံနဲ့နာမည်ရှိတယ်အဲ့ဒီယုံနဲ့နှစ်ခုဟာလည်းပဲထာဝရပြောင်းလဲနေတဲ့အရာကြီးတာဖြစ်တယ်တို့တွေဟာထာဝရပြောင်းလဲနေတဲ့ယုံနဲ့နာဒီနှမျိုးတည်းနဲ့ဒီအသိစိတ်ဖြစ်နေတဲ့ယုတ်တိနံနေနဲ့ပဲဒုဘဝမှာရှိနေတယ်ဘယ်အရာမှမမြဲဘူးဆိုတဲ့အသိရှိဖို့လိုသေးတယ်ယုတ်နဲ့နာနှမျိုးတည်းပဲရှိတယ်ဆိုတဲ့အသိကလေးရှိလာပြီဆိုလို့ရှိရင်ကြည့်ဘာတွေဖြစ်လာတော့ဆိုရင်ဒီအသိလေးဝင်လာတာနဲ့တကြိုင်နဲ့တွေ့တာမှုတွေရော့လာတယ်လောဘကိုရှော့ချနိုင်တယ်ဒေါသကိုလည်းရှော့ချနိုင်တာဘာဖြစ်လို့မောဟကရော့သွားတယ်ဒီအသိသိလိုက်တာနဲ့တကြိုင်နဲ့လူဆိုတာတနေ့ကျတော့တည်ကြမှာပဲမာမနာတွေထားနေလို့လည်းမဖြစ်ဘူးတနေ့နဲ့တနေ့ငါရဲ့ယုတ်တိနံတွေဟာပြောင်းလဲပြီးတော့ပျက်စီးနေတာပါလားဆိုရင်ယုတ်နဲ့နံနှစ်မျိုးသာရှိပါလားဆိုရင်ဒီအသိလေးသိလိုက်တာနဲ့တကြိုင်နဲ့ဘဝပေါ်မှာဆွဲတာတာနဲသွားတယ်ပစ္စည်းဥစ္စာပေါ်မှာတွေ့တာတာတွေရော့လာတယ်မိသားစုပေါ်မှာတွေ့တာတာတွေရှော့ချနိုင်လာတယ်ချောချလာတော့ဗာဖြစ်တယ်ဆိုတွေ့တာတာရော့သွားတာနဲ့တပြိုင်နက်တောကလည်းရော့လာတာပဲတောကလည်းရော့အတွေ့အတာရှိမှတောကရှိအတွေ့အတာမရှိရင်တောကမရှိဘူးလေကိုယ်နိုင်ငံများတိုင်းပြည်တွေမှာကိုယ်နဲ့ဘယ်သူမှမသိဘူးဆိုရင်အဲ့ဒီနိုင်ငံတွေကဘာဖြစ်ဖြစ်ကိုယ်တောကမရှိဘူးဘာဖြစ်လို့လဲတွေ့တာမှမရှိတာတောကဆိုတာကိုယ်တွေ့တဲ့နေရာမှာဖြစ်တာမတွေ့ရင်ဖြစ်ကုန်မရှိဘူးအဲ့တော့သောကမဖြစ်ဘူးဆိုလို့ရှိရင်လူရဲ့စိတ်ဘဝဒီဘဝတည်းမှာငြိမ်းချမ်းမှုရသွားတယ်။ဒါကြောင့်မို့လို့လူဖြစ်ကျိုးနောက်အောင်ဆင့်တက်ကြမယ်ဆိုလို့ရှိရင်လူဘဝဆိုတာဘာနဲ့တိဆောက်ထားတာလဲဆိုတာကိုဆင့်တက်သင်ကြားလိုက်ပါဘဝဆိုတာယုံနဲ့နှစ်ခုနဲ့တိဆောက်ထားတယ်။အဲ့ဒီယုံနဲ့နှစ်ခုဟာလည်းဆံရအကြောင်းတရားတွေကြောင့်ဖြစ်နေတယ်။အဲ့ဒီဆံရအကြောင်းတရားကြောင့်ဖြစ်တဲ့ယုံနဲ့နံသည်မမြဲဘူးသာဝရပြောင်းလဲနေသည့်အတွက်ကြောင့်စိတ်ရှင်းနှက်เสียမကောင်းဘူးရှင်းနှက်เสียမကောင်းတာကိုသာဝရပြောင်းလဲနေတဲ့အရာကနှိမ့်ဆက်နေလို့ဒုက္ခလို့ခေါ်တာနော်အနိစ္စဆိုတာဖြစ်ပေါ်လာပြီးတဲ့နောက်အမြဲတမ်းပြောင်းလဲပျက်စီးနေလို့အနိစ္စလို့ခေါ်တာဒုက္ခဆိုတာအမြဲတမ်းကပ်ပြီးတော့ဆင်းရဲဒုက္ခဖြစ်ပြမှုတွေနဲ့နှိမ့်ဆက်နေလို့ဒုက္ခလို့ခေါ်တာအဲ့ဒီလိုပြောင်းလဲနေတဲ့ရုပ်တရားနံတရားကိုပြောင်းလဲမှုတွေနဲ့ဒီနှိမ့်ဆက်နေတဲ့ဒီရုပ်တရားနံတရားကိုမနှိမ့်ဆက်ရအောင်ဘယ်သူကနေပြီးတော့တွန်းလှန်ဖယ်ရှားပြလို့ရမရဘူးတွန်းလှန်ဖယ်ရှားနိုင်တဲ့တကောအာနာပါဝါကိုမှမရှိဘူးကိုအလိုကြဖြစ်သလားဆိုတာတခုမှမဖြစ်ဘူးဟုတ်ကဲ့လူဆိုတာအများအားငယ်ငယ်လေးချောချောလှလှလေးမအိုးချင်ညာဟိုဒီတိုင်းပဲမှတ်ဖြစ်ခဲ့လားအဲ့ဒီလိုမဖြစ်တာကိုယ်ဆန္ဒအတိုင်းမဖြစ်တာကိုယ်အလိုအတိုင်းမဖြစ်တာနတ်တာတဲ့အဲ့ဒီသဘောလေးတွေကိုစဉ်းစားပေးလာလို့ရှိရင်ခဏတဲ့ရှင်းမြင်လာတဲ့အတိမျိုးရလာလိုက်တယ်ခဏတော့ကကံကံဤအကျိုးကိုယုံကြည်ရုံကကောင်းရာဘဝပဲရောက်နိုင်နေတယ်နိဗ္ဗာန်မရောက်နိုင်သေးဘူးအခုလိုဒီအမြင်မို့မြင်လာပြီဆိုလို့ရှိရင်တော့သူကတဆင့်တက်လာတော့နိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်လာတယ်လို့ပြောလို့ရတယ်ဒါကတဆင့်တက်ပြီးတော့ကြင်ကြံကြုတ်ကိုအားထုတ်ကြမယ်ဆိုလို့ရှိရင်ဘဝတန်တရားကြီးပေါ်မှာညီးငွေ့တဲ့အသိဉာဏ်တွေရလာမယ်လွတ်ချင်တဲ့အသိဉာဏ်တွေရလာမယ်ဘဝတန်တရားကြီးရဲ့သဘာဝတရားတွေကိုအကုန်လုံးသိရုပ်တရားနာတရားတွေရဲ့သဘာဝတွေကိုအကုန်သိပြီးတော့နောက်ဆုံးမှာတွေ့တာမှုတွေအမြင်မှားမှုတွေတန်တရားဖြစ်မှုတွေအားလုံးကိုဖယ်ရှားပြစ်နိုင်တဲ့အဆင့်ရောက်သွားပြီဆိုလို့ရှိရင်လောကကြီးအတွက်ဘာမှတောကမဖြစ်ဘဲနဲ့ဒီဘဝငြိမ်းချမ်းတဲ့ဘဝမျိုးကိုရတော့မှာပါပဲဟုတ်ကဲ့အဲ့ဒီလိုငြိမ်းချမ်းတဲ့ဘဝမျိုးစိတ်ချလေးငြိမ်းအေးသွားတဲ့အဆင့်မျိုးရောက်ပြီဆိုလို့ရှိရင်သူဖြစ်ရကြနတ်ပြီလို့အဲ့ဒီကြတော့မှ
အပြည့်အဝလူဖြစ်ရကြနတ်တယ်ခုနတော့ကအခြေခံအားဖြင့်ကုသိုလ်ကမ္မပဋ္ဌတရား7ပါးကိုကျင့်သုံးရင်လူဖြစ်ရကြနတ်ပါတယ်ဟုတ်ကဲ့ဒီတဲ့သစင်တက်ပြီးတော့ခုနကဘုရားလို့ပြောရင်တော့ဝိပဿနာကျင့်စဉ်ကိုကျင့်လို့မတရားဖို့တရားရသွားပြီဆိုရင်တော့တကယ်သူဖြစ်ရကြနတ်ပြီလို့အဲ့တော့လူဖြစ်ရကြနတ်ဖို့အတွက်တို့တွေလမ်းခုလက်ကိုရောက်အောင်သွားဖို့လိုတယ်တဲ့နော်လမ်းခုလက်လေးအခြေခံလေးတောင်မှတို့တွေအခြေခံအုတ်မြစ်လေးတောင်မချနိုင်မဲနဲ့အထက်ကိုတက်ဖို့ဆိုတာအတော်ခရင်တယ်ဒါကြောင့်မို့ပထမအခြေခံလေးကိုရအောင်လုပ်ရမယ်အခြေခံရပြီးတဲ့အခါအထက်ကိုတက်နိုင်အောင်ကြိုးစားရမယ်ဒီလိုကြိုးစားမှတို့တဲ့စေတာလူဖြစ်ရကြနတ်မှာလို့ဒီကနေ့လူဖြစ်ရကြနတ်ပါစေဆိုတဲ့တရားကိုဟောပြောခြင်းဖြစ်ပါတယ်ဒါကြောင့်တရားစစ်ခင်သူတော်စင်ပြိဿတို့သည်ဘုရားမြတ်စွာဟောကြားတဲ့တရားဓမ္မကိုလိုက်နာကျင့်သုံးခြင်းဖြင့်မိမိတို့ရရှိတဲ့လူဘဝတန်ဖိုးရှိတဲ့သူဖြစ်ကြကြနတ်တပါဆုံးတည်း